တိမိတိဒီမှာကွာဟိုအခုနေယွန်းတို့ပေးတဲ့တင်တန်းနေတယ်ဒီမှာပေးနေရတက်နေကြပြီကွာဒီအသိပညာရေးတဲ့အသိပညာဆိုဆေးပိုင်းနဲ့ပတ်သက်ပြီးတော့အရင်ကသိခဲ့တဲ့အခြေခံကနေပြီးတော့အခြေခံကိုအခြေခံပြီးတော့ကွာအခြေခံအဆင့်လောက်ကိုအခြေခံပြီးတော့နောက်ထပ်သိလာရတဲ့ဟာတွေလည်းရှိတယ်အဲ့ဒီမှာဒီတော်လိုင်းရင်အစပေါ့ဒီလိုမျိုးနေမြေအစလက်နက်ကိုင်တိုက်တဲ့အချိန်အစပိုင်းလောက်မှာအဲ့ဒီ2022ဝန်းကျင်မှာခြေထောက်ဖြတ်လိုက်ရတဲ့လူနာတွေနေတာမဟုတ်တယ်မလားအများကြီးပဲလေဒါဒီနယ်မြေတောင်ပိုင်းမှာမဟုတ်ကရင်နီအိဘက်တွေရောရှမ်းအဲ့ဒီအိဘက်ဒီမှာပဲအများကြီးပဲပေါ့အဓိကခြေထောက်ပြတ်တယ်ခြေထောက်ပြတ်တယ်လူနာရှိတယ်အဲ့နေတော့ဟိုဆရာပြောလို့တိုနီကွေးဟာဟုတ်တယ်ပြောပြခဲ့ရအောင်ဆိုတော့တကယ်သိရမလားအပြင်မှာအလူတွေဖြစ်သွားတာဖြစ်ဟိုထားပါခြေထောက်ကဒီဖြစ်သွားတာကတော့ဒီချင်းမျက်စိအကျော်အေးပေါ့နော်ချင်းမျက်စိအကျော်မှာဖြစ်သွားတယ်ဆိုတော့တွန်နီကွေးစီးလိုက်တယ်စီးပြီးတော့အကျော်ပုတ်သွားသွေးကြောတွေပုတ်သွားတဲ့ခါကျတော့အသားတွေအေးပေါ့တီရှူးတွေပုတ်သွားတီရှူးတွေပုတ်သွားတဲ့ခါကျတော့မရတော့ဖြတ်အလုံးလုံးတဲ့ခါကျဖြတ်ဆိုတော့ဖြစ်တာကတော့ဟိုစောနာလို့တခြားတွန်နီကွေးမဟုတ်ပဲနဲ့မဖြစ်မနေပေါ့နော်ထားလိုက်ပါတွန်နီကွေးစီးရတဲ့အချိန်လေးမှာပဲစီးလိုက်တယ်သို့တော့အိမ်နာဖြတ်ရတော့မယ်အိမ်နာဖြတ်ရတော့မယ်ဆိုလို့ရှိရင်ဟိုအဲ့နေ့ကပြောလို့မျိုးဒီမှာဒူခြေစွပ်ခြေတူးစုဖို့ဘယ်နေထားလောက်မှဆုလို့ရမှာဖြစ်တဲ့အတွက်ချက်လိုက်ရတဲ့နေရာလေးသိရအဲ့လိုမျိုးရှိရဆိုတာလေအဲ့မျိုးကြုံလိုက်ရသေးတာအဲ့လိုမျိုးကြုံလိုက်ရသေးလားဆိုတော့အမားတို့စီမှာတော့ဟိုခြေထောက်ဟိုပြက်တာတွေဘာရောရှိတာပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဒီအမားတို့ခြေထောက်မှာချင်းမျက်စိထက်မှာပေါ့ထိရပဲထားအမားတို့ကတန်နီကေးစီလို့ရှိရင်ဟိုတချို့ကြရလဲကွာဒီပေါင်ရင်ကြီးကနေပြီးတော့ဒီပေါင်ရင်မှာတက်စီရတော့သွေးကြောမှတွေပိတ်တာလို့ရှိရင်ဒါပေမဲ့အဲ့ချိန်ညလို့ရှိရင်ဖြတ်ရတဲ့ပမာဏအကြီးတက်တယ်အဲ့လိုမျိုးပေါ့နော်ဘာလို့ဒီတောက်လျှောက်တစ်ချောင်းလုံးကကြွက်သားတွေရှိတဲ့သွေးမလျှောက်တော့ဘူးလေသွေးမလျှောက်တော့တဲ့နေရာဆိုလို့ရှိရင်သွေးမိလိုက်တာနဲ့ဘယ်လိုဖြစ်သွားမှမသိဘူးဒီတာအဲ့တော့အမားတို့ကဘယ်လိုရွေးချယ်လိုက်လဲအမားတို့ကဘယ်နေရာမှာတက်ပိတ်မယ်ဆိုတော့အဲ့ဒါမျိုးဟိုဘယ်လိုပြောမလဲအဲ့ဒါကြတော့ဟိုအခြေအနေပေါ့မူတည်ရပေါ့နော်ထင်ရရဲ့အခြေအနေတချို့ကြလဲသွေးအများများထွက်တာရှိတော်နီကေးရဲ့1ဆင့်2ဆင့်3ဆင့်အဲ့လိုမှစီးလို့မရဒီနောက်ဆုံးဒီပေါင်ရင်းမှာလာစီးကြတယ်ပေါင်ရင်းကဒီမှာသွေးကြောမာကြီးရှိတာအဲ့တော့ဒီဟာကိုပိတ်မှဒီကသွေးမထွက်မှာဘူးဒါပေမဲ့အမားတို့ကြတော့ဟိုအမားတို့ပုံမှန်တင်ထားတဲ့ဟာကြတော့ဒီဒဏ်ရာရဲ့လက်လေးလုံးဒဏ်ရာရဲ့အထက်လက်လေးလုံးကိုတော်နီကေးစီးရမယ်ပေါ့နော်ဒါပေမဲ့ဒီတော်နီကေးစီးရဆိုတာဒူးကောင်းတွေကိုစီးလို့မရဒူးစင်းနေမဲ့ဟိုတရားနဲ့တရားကတော့မတူကြဘူးပေါ့နော်တချို့ကြတော့လေတချို့ဒီအမားတို့တင်ပေးထားရကြတော့လေတော်နီကေးကိုစီးရမယ်ဘာလို့တော်နီကေးစီးတာလူအသက်ကိုဒီတွတ်ထက်လွန်ခြင်းကိုကာကွယ်တယ်ဟိုဘယ်လိုပြောချက်တော့ကတော့ကွာဟိုအခက်မသိရင်တော့ဖြတ်ရတတ်တယ်ပေါ့နော်ဒါပေမဲ့အဓိကတော့ဒီချက်တော့ဖြတ်ရတာလည်းစားလို့ရှိရင်အသက်မတည်ဘူးကအရေးကြီးရဆိုပြီးတော့အဲ့လိုတင်ထားရှိဒါပေမဲ့အမတို့အခုဟိုနောက်အဲ့လို CR တွေကတင်ပေးရကြတော့အဓိကချက်တော့လည်းမဖြတ်ရဘူးလူလည်းအန္တရာယ်မရှိရဘူးလူအသက်အန္တရာယ်လည်းမရှိရဘူးအဲ့တော့ဒီတော်နီကေးစီးမဲ့အစားအမတို့ဘာလုပ်နိုင်လဲပေါ့နော်ဒီ pressure bandage ပေးမယ်ပြီးလို့ရှိရင် deep packing လုပ်မယ်အဲ့ဒါမျိုးတွေအများကြီးရှိအခုလိုမျိုးကအခုလိုမျိုးသိလာဖို့အရှိမပေးလိုက်ရတဲ့6တွေအများကြီးပဲဟုတ်တယ်ဟိုဘာလို့ဆိုအမတို့လည်းအရင်တော့ဒါပုံမှန်လင်းပြောအမတို့လည်းတော်နီကေးစီးရတာပဲတော်နီကေးစီးတာပဲတင်မလားဒိုင်ယန်ထွက်မြောက်ပြီဆိုတာအမတို့တော်နီကေးစီးကြရပဲဒါအမတို့ရဲ့ဟိုဘယ်လိုပြောမလဲအမတို့သိထားတဲ့အသည့်အတိုင်းအမတို့လုပ်တာပဲတော်နီကေးစီးရမယ်ဒဏ်ရာရရင်သူ့ထက်များရင်တော်နီကေးစီးရမယ်ဟိုဒဏ်ရာသေးတဲ့လူတွေကြတော့မစီးတင်လို့ရှိရင်တော့မစီးဘူးပေါ့နော်ဒါပေမဲ့ဒဏ်ရာကများနေပြီဟိုဒီလိုပေါက်ထွက်တယ်ဟိုပွင့်ကျိုးတွေပေါ့နော်ဒီအယိုးကလည်းကျိုးနေတယ်ပွင့်သွားပြီဆိုလို့ရှိရင်အမတို့တော်နီကေးမဖြစ်မနေစီးကိုစီးရတယ်အဲ့လိုမျိုးချိန်မျိုးရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းအမတို့ထပ်ပြီးတော့တိလာတဲ့အသည့်အရာအမတို့ကဒဏ်ရာဘလောက်ကြီးအမတို့ဒီသွေးကိုဘလို့ထိမ့်မလဲတော်နီကေးမစီးမနဲ့ဘလို့ထိမ့်မလဲဆိုတာကိုအမတို့တစ်ဆင့်ဟိုပို့ပြီးတိလာတယ်ကွာအဲ့အတွက်ကြောင့်မလို့အခုနောက်ပိုင်းဆိုလို့ရှိရင်တော့ဟိုဒဏ်ရာရတယ်တော်နီကေးမစီးသေးဘူးအရင်ဆုံးသူ့ကိုဘယ်လိုမျိုးဒီသွေးတိတ်အောင်လှုပ်လို့ရမလဲပေါ့ deep packing ဟိုဒီသွေးကြောတွေကိုဘယ်လိုမျိုးဒီ golf အစာရင်းနဲ့ဘယ်လိုထည့်မလဲဘယ်လိုမျိုးဒဏ်ရာသွေးမထွက်အောင်ဘယ်လိုလုပ်မလဲဆိုတော့အမတို့အတက်နိုင်ဆုံးတော့ဟိုလုပ်တယ်ပေါ့နော်ဒါပေမဲ့အရှိမတော့အမတို့တော်နီကေးစီးခဲ့တာပါပဲဘယ်လိုပြောအမတို့ကိုလည်းတင်ပေးထားတဲ့အတိုင်းပေါ့နော်ဘာလို့ဆိုအမတို့ကလည်းအဓိကအမတို့စိတ်ထဲမှာလည်းဒီကအသက်ကယ်တဲ့အတွက်ပဲအမတို့လောက်ရမှာလေဒီအသက်ကယ်ဖို့ကွာသူ့ရဲ့အသက်ကိုကယ်ရမှာပဲဘာလို့ဆိုခြေထောက်ဆိုတာကွာဟိုဘယ်လိုရမလဲဟိုလူတယောက်မှကိုလိုက်ငါဆုံးတာတော့အရေးကြီးတာပေါ့နော်ဒါပေမဲ့တကယ်အသက်နဲ့ရှင်လာလို့ရှိရင်ဒီခြေထောက်ဆိုတာကခြေထုပြန်တက်လို့ရကွာလက်ဆိုရင်လက်အတုပြန်တက်လို့ရရကွာအသက်မသေးဘူးကအရေးကြီးရဆိုတဲ့အတွေးနဲ့ငါတို့ရဲဘော်အသက်မသေးပါဘူးအရေးကြီးရဆိုတဲ့အတွေးနဲ့အမတို့လောက်ရတာပေါ့ဟိုဒါကလည်းဟိုဒဏ်ရာကြီးမှာပါဒဏ်ရာမကြီးဘူးအဲ့လိုပြတ်ထွက်တာတော့ဘာလို့မဟုတ်ဆိုလို့ရှိရင်အမတို့တော်နီကေးလုံးဝမစီဘူးတကယ်လို့ပြတ်ထွက်သွားပြီးအစင်မပြေတော့ဘူးဆိုတော့ရှင်တော့နောက်ဆုံးအဆင့်ဟိုရွေးချက်စရာမရှိတော့ဘူးလေအဲ့တော့စီးတဲ့တော့စီးရတာပေါ့နော်ဒါကတော့တခုတော့ကျွေးမရမယ်ကျွေးဒါမင်းယုံမြင်ဘူးတဲ့အဲ့လိုမျိုးလို့
ပြတ်ထွက်တဲ့တန်ရတယ်ဆိုရှင်ဘလောက်ကြီးကြီးမှဒီမယုံလို့မြင်ပြီး အမတခါတွေ့ဘူးလားတော့ဒါကတော့အမတို့ရဲဘော်မဟုတ်ဘူးเนาะဟိုဒီရွာကပဲပေါ့เนาะရွာကဟိုအမေကြီးတယောက်ပေါ့သူကဒီလက်နဲ့ကြီးစားမှန်တာပေါ့အမတို့စီရောက်လာတဲ့အချိန်မှာ तू ကဒီတန်ရာကိုတော့ဟိုဟာနဲ့ဒီအဝတ်နဲ့တော့စီးလာပေါ့เนาะအဝတ်တေးပစိုးစုပ်တွေနဲ့စီးလာဒါပေမဲ့အမဖြစ်ကြည့်တဲ့အခါကျတော့သူကဒီလက်ကလေးနဲ့ဒီအစ်စ်ပဲကျန်တော့တယ်ဒီချားရဲ့ဟာကျတော့အယိုးမရှိတော့အသားကြီးပဲအရေကိုကြီးပဲကျန်တော့ရကွာသိလားဒီအထက်ကအယိုးတွေကြေသွားတာကြေထွက်သွားတယ်အယိုးတွေကမရှိတော့အသားအရေကုန်နဲ့ဒီလိုတွဲလဲပေါ့အဲ့လိုမျိုးအနေထားမျိုးရှိအဲ့လိုမျိုးအနေထားမျိုးကြတော့ဒီကလည်းသွေးကြောပြတ်သွားကြသွေးရတောက်လျှောက်ထွက်တယ်အဲ့တော့အမရွေးချယ်တယ်မရှိတယ်အမတရားတော့နေကေးစီးလိုက်ရတယ်ဘာလို့ဆိုဟိုဘလို့မှအဆင်မပြေဘူးလေသိရမလားဟိုဒါပေမဲ့အခုလိုမျိုးအတိနဲ့အခုလိုမျိုးဒီတာနီကေးမစီးပဲနဲ့ deep packing လုပ်လို့ရတယ်ဆိုတော့သိလို့ရှိရင်တော့တမျိုးပေါ့နော်ဒါပေမဲ့ deep packing လုပ်လို့ရတာဆိုတော့မသိဘူးတော့မဟုတ်သိတယ်အဲ့တော့ဒီဘယ်လိုပြောမလဲဒီလက်ကဘာမှမရှိတော့ဘူးအရေးပြားပဲဆိုတော့ခောက်လိုက်တယ်ခောက်ပြီးတော့ဒီနားကိုအမတို့ကဒီ cough တွေနဲ့အုပ်တယ်အုပ်နေအုပ်သွားလို့ရှိရင်အမတို့ဒီ elastic bandage ဆိုတာပေါ့နော်အဲ့ဒါနဲ့အမတို့တေချာကြက်နေအောင်စီးတယ်ဒါပေမဲ့သွေးရစိတ်ထွက်တာပေါ့ ဘာမှမရှိတော့ဘူးလေ မရှိတော့လေ မရှိတော့ရင်ဘယ်လိုဟိုလိုမျိုးအသားပြန်တက်လာမှလားအဲ့နေရာတက်လာနိုင်သေးတာအယိုးကြီးသွားအေးလေအဲ့ဆိုရင်ဘယ်လိုပြောဖြစ်တိုနီကိုစီးရတော့မှာအေးပေါ့အဲ့လားဆိုတော့တိုနီကိုစီးရတော့မှာလေအမလည်းစီးပေးလိုက်တယ်ဒါပေမဲ့ဟိုအခုကွာတချို့အခုဆိုရင်လည်းရှင်ဘယ်လိုလဲဆိုတော့ဒီအမတို့ကဒီကနေပြတ်ထွက်သွားတယ်ဒီမှာဘာမှမရှိတော့ဟောင်းလောင်းပေါက်ကြီးဒီမှာလည်းအရှိပြားတယ်ဒါပေမဲ့အဲ့ဒီပြတ်ထွက်သွားတဲ့ထဲကိုအမတို့ကဒီ cost အစပေါ့နော်ဒီ cost အစတွေထိုးသူ့ရဲ့သွေးတိတ်အောင်ပေါ့နော်သွေးကိုဒီ pressure နဲ့အခုအမတို့ဒီရေပိုက်တစ်ခုဆိုရင်ကွာရေပိုက်စီးနေတယ်ဒါပေမဲ့အဲ့ရေပိုက်ကိုအမတို့လက်ဖက်နှောက်နဲ့ဖိလိုက်တယ်အဲ့ရေကအရှိကိုဆက်မသွားတော့ဒီမှာရက်နေပြီအဲ့လိုမျိုးပုံစံမျိုးပေါ့အမတို့ဖိတာပေါ့တစ်ခုခုနဲ့ဖိပြီးတော့အဲ့လို elastic band နဲ့တင်းတင်းကြပ်ကြပ်စီးလို့ရှိရင်တော့ဟိုဟာဖြစ်တယ်ဟိုသွေးတိတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့တချို့ကြတော့လည်းအဲ့လို elastic band တွေစီးရနေရပျော့သွားတာတို့ဘာလို့ဆိုလို့ရှိရင်လေဟိုသွေးရတော့ထွက်တာပေါ့နော်အမတို့ကျတော့အဲ့ချိန်တော့ကျတော့အမကတော့ဒီနားကိုတန်ရာတဲ့ကိုတော့ဟိုထည့်လိုက်တယ်ပေါ့ဒါပေမဲ့ထည့်ပြီးတော့ elastic band တွေစီးတဲ့အခါမှာသွေးရနည်းနည်းစိမ့်တဲ့အခါကျတော့အမဘလို့မှအစင်မပြေတော့တာနဲ့ဒီလက်မောင်းကနေပေါ့တန်နီကေးစီးပြီးတော့ဒါပေမဲ့ဖြစ်တော့ဖြစ်ရမှာပေါ့နော်ကဲရသေးအဲ့လိုမျိုးဒါပေမဲ့ပြတ်ပဲရသေးရလားအေးပေါ့ဟိုဘလို့ပြမလဲဒီဟာတော့ဖြစ်ရမယ်လက်ပဲလေတိသွားပြီကွာမရှိဒီမှာအယိုးမှမရှိတော့ဒါပေမဲ့ စတီးချောင်းထဲလို့မရဘူးလား စတီးချောင်းတွေပါတော့ထဲလို့တော့ရတာပေါ့နော်ဒါပေမဲ့သူ့ရဲ့အခြေအနေကြီးကကြတော့ဟိုဒီနားမှာကွာအယိုးတွေပါတစ်ချောင်းလောက်ကျန်ခဲ့တယ်ဆိုရင်တော့တမျိုးပေါ့နော်အလေကနေစတီးချောင်းထဲတာတော့ဘေးနှစ်ဖက်စတီးချောင်းထဲတာပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟာကြီးကပြီးတော့အချိန်ရလဲကြာရယ်လေအချိန်နဲ့လဲဆိုင်တယ်ဘာလို့ဆိုအမားတို့စီရောက်တဲ့အချိန်ရလဲကြည်အောင်လေဟိုဘယ်လိုပြောမလဲအဲ့ဒီအမေဆိုလို့ရှိရင်ဖြစ်တာကမနေ့ပိုင်းလောက်ထဲဖြစ်တာဒါပေမဲ့အမားစီရောက်လာချိန်မှာနေ့လေ2 နာရီလောက်ဖြစ်နေပြီအဲ့လိုမျိုးအချိန်တွေလည်းရှိတယ်ဒီမှာဟိုတဲ့ထုတ်လို့မရတဲ့အချိန်တွေမျိုးတွေပြီးတော့လို့ရှိရင်သူတို့ဒီတွားလေးလာရေးအတွက်ကြံ့ကြာနေတဲ့ဟာမျိုးရှိရလေအဲ့လိုအချိန်မျိုးကြတော့ဒါကတော့ဖြတ်ရမှာပဲလေသိရမလားဖြတ်ရမှာဖြတ်ရမယ်ဆိုတာကျင်းတည်နေပြီအဲ့တော့ကျင်းတည်နေတဲ့ဟာမျိုးကြလို့ရှိရင်တော့ဟိုစီးလိုက်တယ်ဒေါ်နီကေကိုဖြတ်ရတာပေါ့နော်သူလေဒီနားလောက်ကနေပဲသူဖြတ်သွားရတယ်အဲ့ဒါဒီနားကနေစီးတာဒီအဲ့လိုရဲဘော်တွေပေါ့နော်အခုလာပြပြီကွာအရေးပေါ်ဖြစ်ဖြစ်တခြားဒီလက်ပြတ်ချေပြတ်တန်ရအထိပဲဖြစ်ဖြစ်တခြားယောဂတွေနဲ့ရဲဘော်တွေလာပြပြီဆိုလို့ရှိရင်ဟုတ်ကွာစေကန်နဲ့ရောက်တာနဲ့နေဂျီရိုအကုန်လုံးနေဂျီရိုထင်တာကအဲ့လူတွေအကုန်လုံးတက်တယ်စေပညာတက်တယ်အဲ့လိုပဲထင်လိုက်ပြီကွာဘာလို့ဆိုအဲ့လိုစိတ်ထားပြီးတော့မှကုလို့ရမှာဟုတ်တယ်ဆိုတော့အဲ့ချိန်မှာဒီမယုံလို့ပြောလို့ဒီအဲ့စေကန်မှာပြောလို့မျိုး6လနေမှဒီအကူကင်လို့ရတာတော့အဲ့လိုမျိုးရှိရမလားအဲ့ဒါမသိနေဘူးမသိနေရဖြစ်တော့သူကသူအဲ့လိုမျိုးတခါရောက်ရှင်အဲ့လိုတုံနေရပါဘာညာရှိရတယ်ပြင်မှာထိုးလို့ရှိရင်ဝါဖြစ်ဟုတ်တယ်တိတာတယ်နော်တိတာဟုတ်တယ်သူ့ဘောယုံကြည်ချက်မရှိတာမဟုတ်ဘူးသူ့မျက်နှာကတိတာနေအဲ့ဒါ fake confidence လို့ယူလို့မရဘူးသိရမလား तू ကလည်း तू တခုခုလုပ်လိုက်မှားသွားတော့မယ်ဆိုတော့ तू သိနေရပါတိုးတော်လူနာအနေနဲ့ကလည်း तू တခါတလေမို့လို့မှားတာပါဆိုပြီးတခါတလေမို့လို့အဲ့လိုမျိုးတုံတာပါဘာညာအဲ့လိုမျိုးဖြည့်သွေးပေးနေရရှိအဲ့ဒီချိန်ကြီးဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲတခုခုထပြောလိုက်လို့ရှိရင်အဆင်ပြေပါမလားဆိုတော့စော်ကားလို့ဖြစ်သွားမှာဆိုလို့လေပြင်မှာဒါနေကြီးဖြစ်ခဲ့ဘူးလို့မဟုတ်ပါတမ ्या ဖြစ်ခဲ့ဘူးလို့မဖြစ်နိုင်တဲ့အခြေအနေကိုပြောပြရလေဒါပေမဲ့အဲ့လိုပေါ့တခါလေကြားလို့ရှိရင်လေဟိုအမားတို့ဆိုလေဖြစ်တယ်ကွာသိလားအရန်ပြဝိုင်းဘာကနေဘလို့စကန်ရမှမသိတော့ကွာသိလားအဲ့လိုလူနာအရန်လေအရေးကြီးနေရပေါ့နော်ဒီလိုသွေးထွက်တဲ့လူနာပဲဖြစ်ဖြစ်ကွာဒဏ်ရာအရလိုပဲဖြစ်ဖြစ်ဒါမှမဟုတ်တခြားယောဂကြောင့်မဖြစ်အရန်ရေးကြီးနေဆိုလို့ရှိရင်ပူထူွားရခဏလာပေါ့လေဒါတူကိုဟိုအမားတို့ကဟိုဘယ်လိုပြောမလဲဒီတိတယ်ဆိုရုံလားဟိုတိတယ်ဆိုရုံလားတက်တယ်ဆိုရုံလားအေးမကြနာဟိုဘယ်လိုလဲတိတယ်ဆိုရင်တော့တက်တယ်ဆိုရင်တော့တက်တယ်ဆိုတာတော့မှဟိုတခုခုဆိုလို့ရှိရင်ကွာဒါဟိုငါလောက်ရမှာဒီဟာလောက်ရမှာဆိုသိဒါပေမဲ့ဘယ်ကနေစားနိုင်မှမသိဘူးအဲ့လိုမျိုးဖြစ်တယ်မတို့ဖြစ်ဘူးတဲ့ဒါပေမဲ့ဟိုကိုပြန်ပြီးတော့ကွာဟိုကဖြစ်ရတယ်ကွာဒီလားငါမလုပ်လို့မရအောင်ငါလုံးမရမယ်အဲ့လိုမျိုးဟာကွာဒီဟာငါလောက်ကိုလောက်ကမယ်ဆိုတဲ့ဟာမျိုးကိုပြန်ပြီးစူစီတချို့ကြတော့လေဟိုဘယ်လိုပြောမလဲမသိရတော့မဟုတ်သိဒါပေမဲ့အခုမှဟိုဘယ်လိုပြော
အေးစေးလူကိုထိုးဆိုရင်တော့ကွာအကုန်လုံးကထိုးလို့ငြိမ်နေကွာတည်ဒါပေမဲ့အသေးအံဖြစ်နေတဲ့လူကိုထိုးဆိုလို့ရှိရင်လူတယောက်မှာကွာအရန်အဲ့လိုပေါ့သွေးဆုံးရှုံးမှုများတာပါဖြစ်အကျော်တွေကအဲ့လိုပျောက်တတ်တယ်ကွာတည်လားအကျော်တွေမရှာလို့မရတော့တဲ့အချိန်မျိုးတွေရှိတယ်အဲ့လိုမျိုးခါကြတော့ကွာကြောက်တာပေါ့ကွာဘယ်လိုပဲဖြစ်လေလူနာလည်းအသေးအံဖြစ်နေကိုကလည်းထိုးမဲ့တုံနာရီယာတို့ဖြစ်တတ်တယ်ပေါ့ဒါပေမဲ့အဲ့လိုတစ်ခါကြလို့ရှိရင်တော့ဒီလူနာကလူနာကဘာမှပြောမယ်လူနာဘီနာလူတယောက်ပြောလို့ရှိရင်တော့စိတ်ထဲမှာတမျိုးတော့ဖြစ်ကြတာပေါ့လေဒါတော့တူတူကိုပေါ့ဒါပေမဲ့အဲ့လိုချင်းနေမျိုးရဲ့ကိုကအကောင်းဆုံးဖြစ်အောင်တော့စူးစမ်းရတာပေါ့ ထားပါတော့အခု နားလည်းရင်းနာတာပဲသူတို့ကလည်းပြင်းနေရတာ ဟုတ်တယ်အခုလူနာကြောက်နေပြီကွာရောက်နေပြီကိုကစေကနဲ့ဝင်လိုက်တာနဲ့ဘယ်လိုပြောမလဲ3-4ယောက်လောက်လာကြည့်နေပြီကြည့်နေဘသူကကုမှလည်းမသိဘူးဘသူကစေးထိုးဝေးမှလည်းမသိဘူးဆိုတော့ဘသူကဘယ် level ထိတက်မြောက်ထားတယ်ဘသူကတော့ဘယ် level ထိမတက်မြောက်ထားဘူးဆိုတာနေကြတော့မသိနေဘူးလူနာတွေကမသိနေဘူး ဒီတော့ယုံပေးလိုက်ဖို့ပဲလိုတယ်ထင်တယ်ဟိုအမားတို့လည်းသိတယ်မလားဟိုအခုမှတက်ဟိုတင်စားလူတော့စီမထိုးခိုင်းဆိုတာသိကြတယ်ကွာထင်တယ်မလားကိုစီထိုးပေးလိုက်ဆိုတာအဲ့ဒီကစီထိုးတော့တက်မှာပဲအဲ့ဒါကိုယုံပေးဖို့ပဲလိုတယ်ထင်တယ် အေးပေါ့ဟိုအဓိကတော့ကွာဟိုတယောက်နဲ့တယောက်ယုံကြည်မှုထားမှာပေါ့ကွာဟိုဘာလို့ဆိုဟိုအမားတို့ကလည်းဟိုဘယ်လိုပြောမလဲဒီအမားတို့ဇီယာတန်းဆင်းမိသားဟိုဟာစစ်မှုတွေရှိရစစ်တပ်ရှိသူတို့ကိုလည်းအမားတို့ကကွာသူတို့ရဲ့လုပ်ပိုင်ခွင့်ဘလောက်ဆိုတာသူတို့ကိုယ်တိုင်သိအောင်ဘုံဝင်လင်းပြပြထားပြီးသားလေညီမလေးဖြစ်မောင်လေးဖြစ်ပေါ့နော်နင်တို့တွေကိုနိုင်တဲ့ဟာကိုရေးရေးတင်းတင်းလုပ်မနိုင်တဲ့ဟာကြလို့ရှင်ရှက်စရာလည်းမလို့ကြောက်စရာလည်းမလို့ကျွန်တော်တော့ဒီဟာတော့ကျွန်တော်မသိဘူးပုံဝင်လင်းပြောအဲ့ဒါမှလူနာလည်းကွာသူငါ့ကိုနိုင်တဲ့လောက်လှုပ်ပေးလိုက်တာပဲဒီမှာတခုခုကွာလွဲချော်မှုဖြစ်သွားရင်တော့သူငါ့ကိုနိုင်တဲ့လောက်လှုပ်ပေးတာပဲဆိုတဲ့စိတ်မျိုးဖြစ်တယ်ဒါပေမဲ့တခါကြလို့ရှင်လည်းချိုးကြအဲ့လိုစိတ်မျိုးထားရန်နာလှုပ်တာကိုဖြစ်မှာပေါ့အဲ့လိုမျိုးစိတ်မျိုးထားတဲ့လူလည်းကြုံရတယ်ပေါ့နော်ဒါလေးတော့မသိဘူးလားဆိုတော့ဒါပေမဲ့သူ့ရဲ့ဟိုဘယ်လိုလဲဒီဘက်ကစိတ်မှုတည်းရဲ့ခံစားချက်ကလည်းသူနိုင်တဲ့လောက်လှုပ်ပေးလိုက်တာဒါပေမဲ့သူ့အဲ့လိုမျိုးကြီးပြန်လာတဲ့အခါကျတော့သူလည်းနည်းနည်းတော့ကွာဟိုဘယ်လိုလဲကိုဖီနဲ့နည်းနည်းယော့သွားတာပေါ့ကွာဒါပေမဲ့အမားတို့အနေနဲ့ကျတော့ဟိုဘယ်လိုပြောအမားတို့အခုပေါ့နော်ဒီအခုလက်ရှိဆိုလို့ရှိရင်အမတို့ဒီမှာတည်တဲ့လူတွေရှိတယ်တက်တဲ့လူတွေရှိရပေါ့နော်သူတို့တွေဟိုဖြစ်သွားလို့ရှိရင်အမတို့ကခီးသွားရပဲဖြစ်တနေရာအလုပ်ကိစ္စနဲ့သွားရပဲဖြစ်ကြံခဲ့တယ်ဒါပေမဲ့ကြံခဲ့လို့ရှိရင်တည်တည်ချာချာပေါ့နော်မှားခဲ့ညီမလေးတို့မောင်လေးတို့ဒီဟောက်ဒီလောက်လုပ်ကိုလုံးနိုင်တဲ့အနေထားလောက်ထိလုပ်ကိုမလုံးနိုင်ဘူးမလားပုံမလင်းပြောလိုက်ဒါမှမဟုတ်ဖဲချိန်ပြန်လာခဲ့ပေါ့နော်ဒါပေမဲ့အရန်အရေးပေါ်ဖြစ်နေလားလွှဲလိုက်လွှဲရမယ်ဒါကိုထက်တက်ကိုထက်လူကိုထက်တီးတက်တဲ့လူစီကိုဒါလွှဲရမှာထုံးတယ်မဟုတ်ဆိုကိုမသိတော့ဘူးလေပြီးတော့ဟိုပြန်လာလို့ရရဲ့နင်းနာဆိုရင်တော့ဟိုပြန်လာပြီးကြည့်ပေးတာအကြောင်းမဟုတ်ဟိုဝေးလန်သွားတဲ့နေရာမျိုးတွေခီးတစ်ခုခုသွားတယ်အလုပ်ကိစ္စတစ်ခုရှိလို့သွားတဲ့ဟာမျိုးကြတယ်ပြန်လာလို့ကြည့်လို့မရလို့ရှိရင်ကိုတီးတလောက်တက်တလောက်ကိုလုပ်ပေးကိုဘာလုံနိုင်လဲလုံနိုင်တဲ့အတိုင်းအတာထိကိုလုပ်ပေးပြီးသွားလို့ရှိရင်ချက်ချင်းလွှဲအဲ့ဒါတော့အမြဲတမ်းမှားထားရတာပေါ့ဘာလို့လဲဆိုတော့ဟိုသူတို့ကိုလည်းအပြပြောလို့မရဘူးလေဒါသူတို့ကလည်းသူတို့တင်ယူနိုင်တဲ့အတိုင်းဒါပြီးတော့သူတို့ကဒီတော်လိုင်းရေးတဲ့ရောက်မှဟိုလောက်ကားတဲ့လူတွေကွာသိလားဟိုအမားတို့ဆိုလည်းဒီလိုပဲဟိုအရင်တော့ဆိုတော့စင်းလောကတွေကလာတယ်ဆိုပေမဲ့တချို့အရာကြတော့ဒီမရင်းနှီးတဲ့ဟာအများကြီးရှိကွာဒီတိုက်ပွဲတန်ရပါဆိုအမားတို့လည်းဘလို့လို့ရင်းနှီးမှာတော့အဝေးကြီးပဲဒါပေမဲ့ဒီထဲရောက်မှအမားတို့ရင်းနှီးလာရတယ်ဟိုတဖြည်းဖြည်းနဲ့ကွာဟိုဘလို့လဲလေးလာရတယ်ကွာသိလားဟိုနေကြီးတို့ဆိုလည်းဟို fish ဝင်တစင်မီတစင်လိုက်လေးလာရတယ်အမတို့ဆိုလည်းဒီလိုပဲတစင်မီတစင်ပေါ့နော်လေးလာရတာပေါ့ဟိုအမြဲတမ်းတော့ဘူးမတော့မွေးတွေတော့တက်မလာဘူးပေါ့နော်ဒါပေမဲ့အဲ့လိုဒီကတော့စူးစမ်းခြင်းနဲ့စိတ်နဲ့တင်ယူခြင်းနဲ့စိတ်ရှိရင်တော့ဘာမှမဆိုဖြစ်ပါတယ်အဲ့လိုမျိုးပေါ့ဟိုနည်းနည်းတော့ဟိုဖြစ်ရတာပေါ့ကွာဟိုဆက်ဆက်အောင်ဖြစ်တာအမတို့လည်းဟိုဖြစ်ပါတယ်ဘာလို့ယုံကြည်မှုမရှိရလေတင်မလားဟိုကိုဘယ်လိုလဲကိုမယုံကြည်မှုရှိရကိုကယုံကြည်မှုရှိဒါပေမဲ့တခြားလူကယုံကြည်မှုရှိတဲ့အခါကျတော့ကိုကမလို့မကိုကမလို့နဲ့အဲ့လိုမျိုးဖြစ်ခဲ့ပြီအမတို့လည်းအဲ့လိုပေါ့ဟိုအဓိကတော့ဘယ်လိုတယောက်တယောက်ဟိုရဲဘော်ကလည်းကိုဟိုဘယ်လိုစိတ်မှုယုံကြည်ရမယ်စိတ်မှုကလည်းကိုယုံကြည်မှုရှိရမယ်ကိုလုံးနိုင်တဲ့အတိုင်းအထိလောက်ရမယ်မလုံးနိုင်လို့ရှိရင်ပုံဝင်လဲပေါ့နော်ဒီမှာတော့ဒီလောက်ထိမနိုင်ဘူးပေါ့ဒီကတော့ဘယ်ကိုသွားရမယ်ဘယ်လိုချိတ်ဆက်ပေးမယ်ပေါ့နော်ကိုတတ်နိုင်တဲ့လောက်ထိလုပ်ပေးဖို့တော့ဟိုအဲ့ဒါဆိုတော့ပို့ပြီးတော့နှစ်ဖက်နှစ်လမ်းအကုန်လုံးအဆင်ပြေရပေါ့ခုနောက်ပိုင်းဆိုရှင်ဟိုဒီ share ပေါ်မျိုးမင်းကလေးလည်းများလာတယ်ဆိုတော့စောနာလို့ဟိုကွာအရှိပြားယောဂလိုမျိုးဆိုရှင်တော့မှအရှိပြားပတ်သက်တဲ့ disease state ဆိုလို့ရှိရင်ကိုယ်ဆက်တာလွယ်တယ်လေအဲ့ဒါကြောင့်စောနာလို့ပြောပြဖို့တချို့ကြရှက်တယ်ရှက်လို့မဖြစ်တဲ့ဟာတွေဆိုလို့ရှိရင်တို့ခိုးပြီးတော့လာပြောကြတာဆရာမတို့တွေ messenger နဲ့သမီးရအဲ့လိုမျိုးရှိရအောင်ဆိုတော့အဲ့မျိုးသမီးတွေဆိုလို့ရှိရင်ပို့ဆိုးတာဒီလိမ်မိုင်းဆိုင်ရာပညာပေးရအစလာတော့မှာနော်ပြီးလို့ရှိရင်ဒီရှားသေးမောင်းလာပြီဟုတ်တယ်လိုအပ်တယ်ဘာလို့လဲဆိုတော့ဒီဘယ်လိုပြောမလဲအရင်တော့ဆိုတော့ကွာရှက်ကြတယ်သိမလားဒါအမားတို့ရဲ့ဟိုမြန်မာနိုင်ငံမှာရှိရတာထုံးဟိုရင်ကျေးမှုအရာပေါ့နော်ဒါရင်ကျေးမှုတွေမှာနှွဲကုန်ပြီမျိုးသမီးကောင်းတယ်ဟိုဘယ်လိုပြောဘယ်လိုပြောမလဲကိုဓမ္မရာလာတယ်ကွာနဲနေတာပဲဖြစ်ဖြစ်များနေတာပဲဖြစ်ဖြစ်ဒါမှကိုမိဘတော့ကိုပြန်မပြောရဲဘူးကွာသိလားဟို
ဓမ္မလာလို့နှာတယ်တို့တဲ့ဖိုက်အောက်နေတို့အဲ့လောက်ပဲပြောရဲကွာတိလားဘလို့ဖြစ်တာဘလို့ပုံစံမျိုးဆိုတာကိုမိဘတော်မှပြီးတော့အဓိကပြင်ဟိုကနေထိုင်တဲ့ပုံစံနေပြီးကျမ်းမာကြီးကဆောင်းလို့စားတောက်တွေဆင်ကျင်ရတာမျိုးဆိုရင်ပို့ဆိုးတယ်ဆောင်းလို့ဒီယာတီကလာခင်ချိန်နဲ့မလာပြီးချိန်လာပြီးတဲ့ချိန်ဒီမှာတော့မှပဲကွာသေးတယ်ဒီကွာဘယ်လိုပြောရမလဲမလာခင်ချိန်ဆိုတချို့ရဲ့အဖြူတွေပါပြီးတော့လာပြီးတော့အညိုတွေအပုတ်တွေအဲ့လိုမျိုးတွေတွေးရရှိတယ်အပုတ်လို့တော့ခေါ်မှာမဟုတ်အပြင်ရောက်ရင်ပဲတွေးပြီးပုတ်တာဆိုတော့အရောင်ပြောင်းတဲ့ဟာတွေတချို့မပြောဟုတ်တယ်မပြောဆိုအချင်းချင်းကိုချင်းချင်းသာညှိပြီးတော့သိရမလားဘာမှလည်းဖြည့်ရှင်းနေထွက်လာတာမဟုတ်လေကျိုးကအဲ့ဒါကိုသိတယ်မလားဟိုဘာမှမဖြစ်ဘူးထင်တာလားမသိဘူးအညိုတို့ဘာလို့ဖြစ်နေရဲဆိုတာကိုကဒီစီလာချမ်းပိုးဝင်နေတာလားမဖြစ်တာလေအဲ့ဒါတွေကိုလည်းတချို့ကြတော့ကွာဟိုဘယ်လိုပြောမလဲမရှက်တဲ့နေရာကိုရှက်တယ်ရှက်တဲ့နေရာကိုမရှက်ဘူးအဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့တော်တော်လေးဟိုဘယ်လိုပြောဟိုအစမပြေဘူးပေါ့နော်သိရမလားဒီဟိုဘယ်လိုပြောတချို့ကြတော့ဒီ set ဆိုတာနဲ့ရှက်စရာကိစ္စလို့ထင်ကြတယ်ဒါပေမဲ့ဟိုရှက်စရာကိစ္စမဟုတ်လားပြီးတော့လေဟိုရှက်စရာကိစ္စပေါ့ဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ဒါရှက်စရာကိစ္စမဟုတ်ကိုပြောပြရတော့မယ်လေမေးရတော့မယ်မေးရမယ်မြင်ရမယ်လိုအပ်ရင်ဘာတွေလုပ်တင်လဲဒါပေမဲ့ပြီးတော့ဒီ set ဆိုတဲ့နောက်မှာလေဒီဘယ်လိုပြောမလဲဟိုယောက်ျားလေးမိန်းကလေးတဘာဝမဟုတ်တော့နောက်ဆက်တွဲမှာစိုးကျိုးတွေအများကြီးရှိနိုင်တယ်မိန်းကလေးမှလည်းမိန်းကလေးစိုးကျိုးရှိယောက်ျားလေးမှလည်းသူ့ရဲ့စိုးကျိုးနဲ့သူရှိတာပဲသိရမလားနောက်ဆက်တွဲကယောဂါတွေပါလာမယ်သိရမလားဟိုနေလို့ထိုင်လို့ကွာဘယ်လိုပြောမလဲဒီယောက်ျားလေးအင်္ဂါဖြစ်မိန်းကလေးနာဖြစ်အနာတွေပါပေါက်တာတွေဖြစ်လာမယ်အဲ့လိုမျိုးကြာလို့ရှိရင်ဒါရှက်လို့မရတော့ဘူးလေဒီလိုနေရာတွေကွာဒီလိုတောထဲတွေမှာနေရမယ်သိရမလားအနေထိုင်ရတော်တော်အိမ်အောင်တယ်လည်းအိမ်အောင်တယ်လည်းအတွဲတွေဆိုလည်းအတွဲတွေဆင်ကျင်ရမယ်ပြီးလို့ရှိရင်ဟိုဘက်ကစကားစားဘက်ကပဲဖြစ်ဖြစ်တခြားလူတွေကွာပြင်ကဒီတော်လိုင်းလောက်တဲ့အောင်သဘောမကျတဲ့သူတွေတောထဲမှာလက်ကင်တော့သဘောမကျတဲ့လူတွေကြောင့်ဒီလူငယ်တွေအပြစ်ပြောချင်ကြဟုတ်တယ်အပြစ်ကိုပြောနေနို့တွေသိမလားအဲ့လိုအောင်ပြောချောင်းနေဒါပေမဲ့ဟိုပြောပြမယ်သူတို့ရဲ့ဒီအမားတို့ကွာမကြိုက်တဲ့သူတွေကြတော့ဒီစကားစားရဲ့စကားစားဘက်ကလူတွေပြီးလို့ရှိရင်ဒီတောထဲလာအမြင်ကြည့်လို့တောထဲရောက်လို့ရှိရင်မိန်းကလေးမှန်တယ်ဖိုက်ကြီးမယ်လို့ထင်ဟုတ်တယ်အဲ့ဒီ mindset ကိုလည်းငါမကြိုက်ဘူးအမတကယ်မကြိုက်တာဘာလို့လဲဆိုတော့အမဟိုတိုးဒီဘက်မှာလေကိုရီးယားဒီတားစိမ့်နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်တေးချာကိုသိအောင်လုပ်ထားတဲ့နေဟုတ်တယ်သိအောင်လဲဘယ်လိုပြောမလဲမျှဝေတဲ့နေပေါ့နော်မိန်းကလေးတွေအခုနောက်ပိုင်းသိလာတယ်မိန်းကလေးတွေတော်တော်များသိနေကြတယ်ဟုတ်တယ်သိနေမသိတာယောက်ျားလေးနော်ယောက်ျားလေးကမိန်းကလေးတားစိမ့်တက်လာပြီးနေသူတို့မှကဲဆိုသူတို့ကောက်ွယ်လို့လည်းရတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒါသူတို့ကောက်ွယ်လို့လည်းရတဲ့ကိစ္စမပြောအဲ့မမေးတယ်ဒါချိုးပြလိုက်ကွာအဲ့လူတွေရှိရနော်မသိလားဟုတ်တယ်ရဲဘော်တွေရောရဲမေတွေရော sex education ကပေးမှရမှာတိုးတော့စွမ်းလာလို့လူငယ်ဆိုပေမဲ့ကွာဟိုလူငယ်မှာမှဒီဘက်2021နောက်ပိုင်းမှာနေကျတော့20ကျော်ဝန်းကျင်ကို19 20ဝန်းကျင်မှာတော်တော်ရောက်လာတဲ့လူနဲ့စွမ်းလာလို့18ပြည့်ပြီးမှချက်ချင်းရောက်လာတဲ့သူနဲ့ကြောင့်ကွာသွားပြီကွာသွားတယ်ဟုတ်တယ်တို့ကဟိုမှာစွမ်းလာလို့ဒီ2015နဲ့2020တဲ့ democracy ဆိုတဲ့ဟာလေးကိုနည်းနည်းသိခဲ့တယ်ပြီးတော့တို့စီမှာလွတ်လပ်တာနေကျလွတ်လပ်တာလည်းမတူဘူးသိရမလားနေကျလွတ်လပ်လေဆိုတာဟိုထားပါတော့အဲ့တော့ငင်းငင်းရမ်းနဲ့တွာလာလို့ရနေတဲ့အချိန်မှာတို့ကကျောင်းသားကျောင်းသူအရွယ်ဖြစ်တဲ့အတွက်ကျောင်းမှာနေလွတ်လပ်တဲ့ဟာမျိုးပြီးလို့ရှိရင်တို့ကချက်ချင်းအပြင်လောကကိုဒီဘက်ထဲမှာတောထဲမှာလာကြုံရတဲ့ခါကျတော့ဟိုကွာအရေးသိရမလားမိဘအရေးဆိုတော့စောင့်ရှောက်မှုတစ်ခုရဲ့အောက်မှာမရှိတော့တဲ့အချိန်မှာအများကြီးလွတ်ထွက်သွားတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒါတွေကိုကိုလှုပ်ချင်တာတဲ့ဘာကိုလှုပ်ချင်တာလှုပ်ခွင့်ရှိသွားတယ်လေသိရမလားအုတ်ထိန်မှုမရှိတော့ဘူးကွာလို့ပြောမယ်ဒီမှာအုတ်ထိန်မှုမရှိဘူးဆိုတာဗျံမတာထားလာလို့ဆိုဗျံမတာထားလို့မဟုတ်ဘူးဒါပေမဲ့အုတ်ထိန်မှုဆိုတာကွာအခုဒီမှာအကြီးအကဲတွေရှိတယ်လူကြီးတွေရှိတယ်ဒါပေမဲ့သူတို့ဆုံးမတယ်ကိုမျက်စိထောက်ပြီးလိုက်မကြည့်ကိုအိမ်မှာလို့ကိုမိဘလို့ကွာမျက်စိထောက်ပြီးဟေးဟိုကမလုံးနဲ့ဘယ်နေရာမသွားနဲ့ဘာမလုံးနဲ့ဆိုအဲ့လိုမျိုးမရှိထိန်ချုံမှုမရှိတဲ့အချိန်ကြတော့ကွာသူတို့လွတ်လပ်သွားတယ်လှုပ်ချင်တာလို့ပြီးတော့ထားပါတော့ my body my room my choice တို့ strong women independent women နေဒီတဲရောက်မှစပြီးဖြစ်လာတဲ့အခါကျတော့အကြီးဒီသူတို့ကလည်းအကြီးကြီးကိုကြည့်ပြီးတော့ senior တွေကြည့်ပြီးတော့ဟိုဘယ်လိုရမလဲဟိုပြန်ပြီးတော့တင်ယူကြတာရှိတယ်ဆို senior တွေကိုကြည့်လိုက်ပြန်တော့လေထားပြော20ကျော်ဝန်းကျင်နေဆိုရှင်ဟိုမာတွေကကို fine နေတာဟိုမာတွေကဘယ်လိုပြောရမလဲဟိုဒီနေခဲ့တဲ့အခြေအနေဒီ18 19ဝန်းကျင်မှာနေခဲ့တဲ့ဘဝအနေထားနဲ့သူတို့ဒီလိုမျိုးတောထဲဆက်ရောက်လာတဲ့အချိန်မှာဖြစ်သွားတဲ့အနေထားနဲ့မတူလေကိုရီးယားဟိုကွာအဲ့လိုဘယ်လိုပြောရမလဲကိုထိန်းပြီးတော့ဟိုလွတ်လပ်ခဲ့တဲ့အချိန်မှာထိန်းပြီးနေလာခဲ့တဲ့လူတွေအများကြီးပါတယ်တောထဲမှာတော်ရုံလူမိန်းကလေးတွေတောထဲရောက်မှာမရောက်လာဘူးဒီလားအရန်ပွင့်လင်းလွန်းတဲ့သူတွေမရောက်လာဘူးပြီးတော့အရန်ရှက်လွန်းတဲ့သူတွေမရောက်လာအေးအလဲလက်ထဲကလူတွေရောက်လာဆိုတော့အဲ့ဒီအချိန်မှာဒီကလေးတွေကဒီ18ပြည့်ပြီးတော့ဒီ2021 2022ပြီးမှဒီဘက်ထဲရောက်လာတဲ့အချိန်ဆိုအရန်ပွင့်လင်းသွားတဲ့ခါကျတော့ဒီဘက်မှာမိဘအနေနဲ့ live ထောက်ကြည့်ပြီးပြောမဲ့သူမရှိဘူးတို့တော့ဘာလို့လဲဆိုတော့ဒီနေရာထိတောင်ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုလာခဲ့ရတယ်လူကြီးတယောက်လိုပဲတတ်မှတ်လိုက်တာများတယ်ဒီကလူတွေရဲဘော်ချင်းချင်းဖြစ်သွားတယ်ရဲဘော်ရဲပဲသူကငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေငါတို့ကစောင့်ရှောက်အောင်မယ်ဆိုတဲ့ဟာမျိုးသူအသက်မသေးအောင်သူအသက်သေးကံတို့က body မကြမ်းခဲ့စေရဟုတ်တယ်မလား no one left behind ဆိုတဲ့ဟာနဲ့ငါတို့ကသွားကြတာဆိုတော့အဲ့ဒီအချိန်ဒီမှာသူ့ရဲ့ personal life ကိုရီးယား life ထိန်းချုပ်ဖို့ကြတော့မလွယ်ဘူးလေ
မောင်နှမ မလွယ်တဲ့ဟာမဟုတ်တယ်မောင်နှမတွေနဲ့မရ ဟို ဘူး ဘယ်လိုပြောမလဲတမေးတွေကမွေးထိုင်မောင်နှမတွေတောင်မှသွားပြီးထိန်ချုပ်လို့မရ မ ဘူး ရဘူးဆိုတော့ဒီမှာပို့ဆိုးတယ်ဆိုတော့အဲ့ဒီထားပါတော့ဒီလို junior လေးမယုံလို့ပြောလို့ပဲ junior လေးရှိမယ်ပုံငယ်တဲ့ကလေးတွေဒီဘက်ထဲရောက်လာတဲ့အခါမှာလူကြီးစဖြစ်တဲ့အချိန်ဒီလိုမျိုးအကုန်လုံးကလည်းပွင့်လင်းနေကြတဲ့အချိန်မှာသူတို့တက်ကဘယ်ကနေကာကွယ်ရမလဲဘယ်လိုကာကွယ်ရမလဲဘယ်လောက်ထိကာကွယ်ရမလဲဆိုတဲ့ဟာမျိုးသိထားဖို့လိုတယ်သိထားဖို့လိုရဆိုတာအချိန်တစ်ခုပေးပြီးနေကြတော့မလုံနိုင်တော့မှပဲအမြဲတမ်းဟိုလက်တို့ကြီးပြောနေရမယ့်ဟာမျိုးတွေဖြစ်နေရအောင်အဲ့လိုမျိုးနေကြီးတွေးမိတယ် တာယာတဲ့ ဟုတ်တယ် စာမဟုတ်ဖ ೇನೆ ကြောက်စရာလဲကောင်းမအောင်တစ်ဖက်ကယောဂဝေဒနာရ ဟုတ်တယ်ပြီးတော့ဒါကသူတို့ကဒီချိန်ဒီနေအောင်ရောက်နေလို့အခုချိန်ရန်ကုန်မှာဆိုလို့ရှိရင်ဟိုတွေ့ရတဲ့အတိုင်းပဲဟို HIV ပွားလာတာရှိပဲအသေးယောဂတွေများလာတာရှိမယ်လို့ရှိရင်ဒီအကုန်လုံးသိမယ် high gun တွေသိရမလား club တွေမှာအဲ့လိုမျိုးစုပြီးတော့နေကြတဲ့ဟာတွေအဲ့လိုအများကြီးပဲကွာဖြစ်နေရတယ်ဒါတွေကအဲ့ဒီလူတွေကြည့်လိုက်လို့ရှိရင်ဒါတွေကအသက်20ကနေပြီးတော့20စပြည့်တဲ့လူတွေနဲ့ဒီ25ဝန်းကျင်ရလူတွေဖြစ်သွားတယ်ပေါ့အဲ့ဝန်းကျင်ဆုံးနေကြပြီတို့ကိုရီးယားဒါမျက်မြင်မို့လို့ကိုရီးယားတကယ်ကြီးနေမှာလဲစိုးတယ်ဆိုပေမဲ့ဆုံးတာအထာတစ်ခုနဲ့မိဘဆောက်ရှောက်မှုရှိတယ်မိဘချမ်းသာတယ်သူတို့ချမ်းသာတယ်လို့မပြောမိဘချမ်းသာတယ်เนาะဖြစ်သမျှလိုက်ရှင်းနိုင်တယ်ဆိုတဲ့အချိန်ကြီးမှာသူတို့အဲ့လိုမျိုးစိုးကျင်တိုင်းစိုးလို့ရတယ်ကဲကျင်တိုင်းကဲလို့ရတယ်ဒီဘက်ထဲရောက်လာတယ်မိဘချမ်းသာဒီဘက်မှာအလုံးဖြစ် ဟုတ်ကဲ့ เนาะအလုံးဖြစ် ဘယ်လိုဖြစ်မလဲ သူတို့မိဘဘလောက်ပဲချမ်းသာဒီဘက်ထဲမှာဘလို့မှလိုက်ပြီးတော့တော့ထောင်မပြောနိုင်မကြည့်နိုင်တော်တော်ခက်တယ်ပေါ့နော်ဒီဘက်မှာအခုဟိုငယ်တဲ့ကလေးလိုက်ပြောရမယ်ဆိုတော့ရှဲပေါ့အငယ်တွေပဲဖြစ်ဖြစ်ရှဲပေါ့ပဲဖြစ်ရင်းမိပဲဖြစ်နေကြတော့ပြောဖြစ်တယ်ကွာတို့ဟိုချစ်ကြကြိုက်ကြသဘာဝပဲတို့တော့ sex education လို့တယ် ဟုတ်ကဲ့ မင်းတို့ကအတန်းပညာမပြည့်ပြတ်သေးတဲ့သူတွေဖြစ်တယ်မပြည့်ပြတ်သေးတော့ဒီလိုဘ ഹു သုဒ္ဓတွေဘယ်လိုရှာခဲ့ရမလဲသိခဲ့တဲ့သူတွေရှိမယ်မသိသေးဘဲနဲ့စမ်းနေတဲ့သူတွေရှိမယ်အဲ့ဒီအတွက်တွေကိုရောသိရမလားအဲ့ကလေးတွေအတွက်ကိုရောအဲ့လိုမျိုးတစ်ခုစီစဉ်ပြီးတော့ပညာပေးတွေကိုဖြန့်တာမျိုးတွေနေကြတော့ဖြန့်စေချင်တာမယုံတို့ဥဆောင်ပြီးတော့ဖြန့်စေချင်တာသိရမလားအဲ့လိုမျိုး တိတင်အောင်မတိတင်အောင်လုပ်နေလို့ ဟုတ်တယ်သိတယ်ရောင်းမသိစင်ရောင်းဆောင်တာသိစင်ရောင်းဆောင်တာ အဲ့ပြောလို့ရှိရင်သိတယ်မလား တော့ချက်တိရဲ့မိုက်မှာသူ ကြားမခွေးကြတယ်ညီမယောက်ျားလေးတွေကိုပြောချင်တယ်တွေးသမျှလူတွေထဲမှာရုပ်ပေါက်နေယောက်ျားလေးဖြစ်နေသေးတယ်ဟာဒါတက်တယ်ဒီကေဒီမေနေရတဲ့ဒီမှာ ဘယ်လိုပြပြမလဲပေါ့နော်မိန်းကလေးနဲ့ယောက်ျားလေးဆက်ကိစ္စဖြစ်ပြီဆိုတော့ဟိုနှစ်ဦးသဘောတူလို့ဖြစ်ကြတာများတယ်ကွာအလုံးမတူဘူးဆိုတော့တော်တော်ရှားဝါးကြီးဒီဘက်ခင်မှာ ဟုတ်တယ် ဒါပေမဲ့နှစ်ဦးသဘောတူဖြစ်ကြတဲ့အချိန်မှာယောက်ျားလေးဘက်ကလည်းတည်တဲ့ဟာတော့တည်ရမှာပေါ့နော်တချို့ကြတော့လေဟိုဘယ်လိုရမလဲဟိုကြောရအောင်ကြံတာဗောတည်ရမှာဟိုဒီတယောက်ကိုလည်းအတင်းမယူနိုင် ဟုတ်ကဲ့ ယူလဲယူမှာမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ လို့ဘသူနဲ့တွဲပြီးလဲ fine နေဆိုတော့ရှင်နေမျိုးကလည်းရှိတယ်တစ်ခါမှအရင်ခက်မိတာတယ်သို့တော့နောက်ဆက်တွဲဟာတယ် ပြီးတော့ ဒီလိုနေရာမှာကိုယ့်ကိုထိမ့်သိမ့် ဘယ်လိုပြောမလဲအခုခေတ်ကြီးကွာ living together နေရဆိုတော့လုံးဝမဆန်းတော့တဲ့အရာကြီးဟိုတယောက်နဲ့နေပြီးလို့နောက်တစ်ယောက်နဲ့မကြိုက်အောင်ဆိုတာလည်းမရှိတော့ဘူးဒါပေမဲ့အမားတို့ဟိုအရင်တော့ကတော့ရှိခဲ့တယ်ဟိုဘယ်လိုပြောမလဲရှိခဲ့ရဆိုတာကကြတော့ကွာဟိုအမားတို့ရဲ့ဒီဘယ်လိုပတ်ဝန်းကျင်အရာရောအမားတို့နေတဲ့ဟိုအသက်အရွယ်ပိုင်းအရာရောပေါ့နော်ရှိခဲ့တယ် အသက်ရပိုင်းရဖြစ်မယ်ထင်တယ် ဟဲ ကျွန်တော်မရှိတော့ဘူး ဘယ်လိုတွေတော့ကိုမတည်းပဲရက်ကြအဲ့လိုမျိုးပေါ့ဟိုအခုခေတ်မှာကျတော့ဒီ living together နေရဆိုတော့သူတို့တော့ကအာယုံလည်းမလာတော့ဘူးသိမလားဒါပေမဲ့သူတို့မှာဟိုတိလာမေးကြည့်တော့သူတို့နောက်ဆက်တွဲဖြစ်မဲ့ဟာတွေကိုသူတို့မသိဒါပေမဲ့သူတို့ကဒါကြီးကို Trump တစ်ခုလိုပဲကွာသိရမလားတယောက်နဲ့ပြင်နောက်တယောက်နဲ့ဘာဖြစ်လို့လဲ ဟုတ်တယ် စောတာ အေးကိုဘယ်လိုပြောဟိုအရန်ကို ဘယ်ကို sorry အဲ့လိုအရန်လှုပ်ချင်တာကွာပြီးတော့ဒီထက်ရောက်လာတဲ့လူတွေအသက်ကလေးတွေကတော့ငယ်တယ်ကွာအခုနောက်ရောက်လာတဲ့ကလေးဆိုလို့ရှိရင်အသက်ငယ်ကြတယ်ကွာသိလားဟိုဘယ်လိုပြောမလဲဒီ16 19လေးရောက်လာတယ်တော်တဲ့ရောက်တယ်ဟိုမိဘအိမ်မှာတော့ကွာဆက်လိုက်မပြောနဲ့ကွာသိလားဆက်လိုက်ဆိုတဲ့ဗဇက်စကားတန်ဗဇက်ကမထွက်ရဲတဲ့လူတွေတော်တဲ့ရောက်လာတော့အရှိရလူတွေကိုလိုက်ကြည့် မကြိုးစားဘူးဟာကိုစောပြချင်တယ်ကိုကြိုးစားကြည့်ဘူး ဖြစ်ခဲ့ တနေ့နဲ့မူကတော့ဘာမှမလုပ်တော့ ဒါပေမဲ့ဟိုတချို့တွေကကြတော့ကွာဟိုဘယ်လိုပြောစမ်းကြည့်ချင်တာပေါ့သိရမလားဟိုအမားတို့လည်းငယ်ငယ်တော့ဖြစ်ခဲ့ဘူးပါသိမလားဒါလေးဆိုရင်ငါစမ်းကြည့်လိုက်မယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲတချို့ကြတော့လည်းကိုပြန်ထိန်းနေတယ်ကွာမကောင်းထင်ဆက်မလို့တချို့ကြတော့လည်းမကောင်းဆိုတာတိနေတယ်ဒါပေမဲ့လည်းဟိုအရင်ကောချင်တာသိမလားဟိုတော်ရလာကွာ uniform ဝတ်ထားတယ်ဒါပေမဲ့စလိတ်လေးမှလက်ကြားမညှက်ရလို့ရှိရင်ဟိုဘယ်လိုပြောမလဲထားမကြောက်ဘူးဆိုတဲ့ပုံစံမျိုးခလေးတွေကလိုက်ပြီးတူကြတယ်ကွာဟိုအမားတို့ကလည်းဟိုအမားတို့ဘက်ကလည်းတစ်ချက်ပြန်ပြီးတော့အကြီးတွေနေထိန်းနေမှာ16နှစ်မပြည့်သေးတဲ့ကလေးတွေကိုဟိုကိုယ်တိုင်ကိုကြောက်ကွာသိလားဆက်လိုက်ကိုလည်းသူ့ဝယ်တော့တာသူ့ကိစ္စလေးဟုတ်တယ်မလား နည်းနည်းဖိချန်နဲ့တောင်းနေပြီတော့မ အေးဟုတ်တယ်သိတယ်အမလည်း မျိုးနေရပဲ အေးသိတယ် ဟိုကစိတ်မကောင်းဖြစ် ဟို ဟုတ်တယ်တောက်လာအဲ့ကျမလည်းမပြောတော့ အေးပေါ့ဟိုဒါပေမဲ့အခုခေတ်ကလေးတွေကတော့ဟိုအစကတော့အဲ့လိုပဲပြောကြပါပဲလေဒါပေမဲ့သူတို့ရဲ့
ဆက်လေးတောက်ပုံနေကြည့်လို့ရှိရင်ကွာအရှိရလူတွေတောက်နေတဲ့လူတွေသိတာပေါ့သူတို့ဒီထဲမှာတောက်တာလားဒါပေမဲ့ဟိုပတ်ဝန်းကျင်မြင်ရတော့မကောင်းဘူးကွာ main ကလေးဆက်လေးတောက်တာသိရမလား ကောင်းပါလေမလည်း မင်္ဂလိစလေးတော့လေဆိုတော့မကောင်းဆိုတော့သူဒီအထက်ကဟို physically ကပေးသိန်းလောက်ခိုင်းဟာပုံမှန်ခံရ မတူ တို့တောက်တယ်ဆိုတော့ကောင်း ဟုတ်တယ်ဟိုကိုကြိုက်တာလို့ ဘယ်လိုလဲဒါပေမဲ့အခုအမားတို့လိုလူငယ်ဟိုအမားတို့ကွာဒီလူငယ်အတိုင်းဝိုင်းပေါ့နော်ဒီလိုရွယ်လူလေးအတိုင်းဝိုင်းမှာတော့ဒီဆက်လက်တောက်တယ်ဆိုတာကဘာမှမပြောပါလို့မယ်အသက်ကြီးရဲ့လူအမားတို့တချို့ကြာရွာထဲမှာကွာဒီလားရွာထဲမှာဟိုရောက်သွားတဲ့အချိန်မျိုးကြာလို့ရှိရင် main ကလေးတယောက်အနေနဲ့ sick လက်ကြားနှက်တာဘလုံးမမသိတော့ဒါရှေးလူကြီးတွေအမြင်နဲ့ကွာဒီလားအမားတို့လူငယ်ချင်းချင်းအစီပဲစစ်ပြေ နေကြီးလည်းအခုထိတော့ပြောခံနေရတော့မယ်တော်တော်နေကြီးကစစ်လေးဟိုတော်တော်များ တောက်ပါနဲ့ comment နေအောင်ရှိရနော် ဟုတ်တယ်ဟိုဗာလဲရွာထဲပဲဖြစ်ဘယ်နေရာတော့အဲ့လိုနေကြီးစစ်လေးတောက်နေတာဟုတ်တယ်လေလို့သိရမလားအရင်စားတော့ခဲ့ရတော့စစ်လေးမဟုတ်ဘူး ဖိတ် စစ်ချောင်း ဖိတ်ရေးကြီးလာတာဗောနော်ဒါပုံမှန်လေးလေးပြောတော့ဟို ဟိုစပြီးတော့ try ခဲ့တဲ့ဟာဒါဒီတော်ရရောက်မှဘယ်လိုပြောမလဲတော်ရရောက်မှဆိုတာတက်ဒီဘက်မှာဟိုကွာကိုအရန်စမ်းညင်လာတာဆိုတာတက်ကွာကျမ်းမာရေးအတွက်ပဲအိမ်မပြောတဲ့ဟာတွေရှိတယ်သိရမလားသူကွာဟိုဒီဘယ်လိုပြောမလဲစေးချောင်းနဲ့ပတ်သက်ပြီးပြောရရင်တော့ဘိုးတူတာပိုကြီးများကျွဲမရမှာဟိုအဲ့လောက်ကြီးမကျွဲနိုင်ရင်တော့မတောက်တင်ဘူးနော်အထာကြခြင်းရုံနဲ့စေးချောင်းကိုမတောက်တင်ပါဘူးလို့တခါပြောတာဟုတ်တယ်ပြီးတော့လည်းဒီတော်ရရလူတွေကဒီဟာတွေလုံနေရလားဆိုတော့အဲ့လိုပဲကြည့်လိုက်မယ်ဗောနော်သူများနိုင်ငံမှာဟို legal တွေဖြစ်နေပြီဆိုတော့လေဒီဘက်မှာဆိုတော့စောက်တောက်တာနေကျတော့ဆေးလေးစောက်တောက်တာမဟုတ်ဆိုတော့ဆေးကြောက်စောက်တောက်တာဆေးကြောက်စောက်တောက်ရင်းနဲ့မှနောက်ပိုင်းအဲ့လိုမျိုးနှလုံးကတည်ရမှာရှေ့တန်းမှာညဘက်ကြီးဟိုမနက်အစောကြီးရှေ့တန်းသွားအောင်ပါကွာမညတဲမှာအိတ်နေတဲ့အချိန်အဲ့တဖွာနှစ်ဖွာလောက်တောက်ပြီးတော့ဒီ press လေးပေါ့နော် quality ကောင်းတာလေးတောက်ရင်းနဲ့မျက်လုံးကြီးဖွင့်ပြီးတော့နှလုံးခုန်နေဟောက်ကြားနေတာနေနေဟောက်ကြားနေတာမသိတော့မှလားမသိဘူးရန်နေဝါဒါမဲ့ဟိုဘယ်လိုပြောမလဲဒီဆေးကြောက်တို့ဘာလို့ကြတော့ဟိုဆေးအဖြစ်နဲ့သုံးမယ်ဆိုရင်တော့အများကြီးသုံးဝင်တယ်ပေါ့နော်ဒါပေမဲ့အလွန်ကြုံလုံးမယ်ဆိုရင်တန်ဆေးလုံးပဲပေါ့အလွန်ကြုံလုံးမယ်ဆိုရင်တော့သူ့မှာလည်းသူ့ရဲ့ side effect တော့ရှိတာပဲလေအဲ့ဒီအချိန်မှာနေကြီးပြန်ထိန်းလိုက်တယ်ဆိုတော့ပြောပြန်ထိန်းလိုက်တယ်ကိုထိန်းရမယ်ဆိုတဲ့အတိဟုတ်တယ်တစ်ဖက်မှာအဲ့လိုမျိုးအားနေသွားပြီဆိုရင်အများကြီး side effect အများကြီးဖြစ်သွားတယ်တိတာဟုတ်အဲ့လိုသိရှိကိစ္စမရှိ ပြီးရင်စိတ်ကဆိုင်တဲ့ပြဿနာတွေတိတာစိတ်နဲ့ဆိုင်တဲ့ပြဿနာတွေပေးနိုင်တယ် ဟုတ်တယ်ဆေးကြောက်မဟုတ်ဘူးကိုယ်စိတ်အခမ်းက စိတ်ခံရှိတော့အဲ့လိုမျိုးမဖြစ်တဲ့ဟာဖြစ်သွားနိုင်တယ်ဆိုတာအဲ့လိုမျိုးတွေဖြစ်မယ်လို့ထင်တယ်ကွာတိုးတော်မှာဆေးလိပ်ကိုပြောင်းတောက်တဲ့ဟာကြတော့မုံစားကြမျိုးနေကြီးဆေးလိပ်တောက်ခဲ့ရတဲ့ reason ရှင်းတယ်နေကြီးတို့မုံမာလို့မရဘူးမုံအရန်စားတယ်နေကြီးဒီဘက်မှာသာဆောင်းအခုအချိန်မှာဆိုလို့ရှိရင်ကွာစားကျင်စိတ်လည်းမရှိတော့ဘူးဒီမှာအဆိုင်ဖြစ်တဲ့နောက်ပိုင်းကစားကျင်စိတ်လည်းမရှိဘူးစားလည်းမစားတော့ဘူးဆိုတော့အဆင်ထိဖြစ်သွားတယ်ကွာအရင်နှစ်တွေမှာကျတော့စားကျင်ချိန်မှာမရှိတော့အေးဒီမှာလက်ကြားထဲမှာအဲ့ဒါကိုရှိုက်နေတာဒါပဲတောက်တက်လို့လည်းမဟုတ်ဘူးဒါမှမဟုတ်တော့အဲ့ဒါအချင်းဖြစ်သွားတဲ့ခါကျတော့တောက်တက်သွားတယ်တောက်တက်သွားတယ်အဲ့လိုဖြစ်သွားတယ်ဒါပေမဲ့ဘောနော်ဟိုအခုကလေးတွေကကြတော့ကိုထိန်းချုပ်နိုင်တယ်မရှိသေးဘူးတည်မလားသူများစလိုက်တောက်တယ်ရှေ့ရလူတွေတောက်လို့ဟာငါလည်းလိုက်တောက်မယ်လေအထာကြတယ်ဆိုတဲ့ပုံစံမျိုးလက်သက်ဆန်းနေနေဒါပေမဲ့အရှိရလူတွေတောက်တာကိုထိန်းချုပ်နိုင်မှရှိရကွာတိလားပြန်ထိန်းလာအေးပေါ့ပြီးတော့စူလို့ထိန်းတာမဟုတ်တော့ဟုတ်ကွာထိန်းနေတာမဟုတ်နေရာဒေသဆိုရှိရလေသိရမလားဟိုနေရာဒေသကိုလိုက်ပြီးတော့ကြည့်ပြီးတောက်ရတာပေါ့ဟိုလူတွေအများကြီးကြားထဲမှာကွာတခြားရွာကလူတွေလည်းရှိတယ်သိရမလားအဲ့လိုမျိုးအခြေအနေမျိုးကြတော့ကွာဟိုဖတ်တီတို့အစပြောဖတ်တီတို့အေးစိတ်လေးတောက်ဟုတ်တယ်မင်းကလေးစိတ်လေးတလိမ့်နေအဲ့လိုပေါ့အဲ့လိုဖတ်တီရှိရောက်လို့ရှိရင်တမီမတောက်တော့ဘူးတော့ဖတ်တီဟိုဘက်လဲနေမင်းအောင်နေရှိပါပြောမခံတာအဲ့ဒါဟိုပြောမယ်ဒီဘက်မှာမကောင်းတဲ့အကျင့်ဖြစ်နေတယ်ကိုလာဆူရင်မခံရမလုံနဲ့လို့ပြောရင်ပို့လုံချင်တာမျိုးဖြစ်နေဟိုဒါမဲ့တော့ကောင်းစေချင်လို့ပြောတာအေးပေါ့သူတို့အနေနဲ့ကြတော့ကွာသူတို့ဒီဘက်ဒေသမှာ main ကလေးစရိတ်တောက်တယ်ဆိုတာသူတို့ကရှားတယ်လေမမြင်ဘူးအသက်ကြီးတဲ့ဟိုဘယ်လိုလဲလူကြီးပိုင်းအန်တီကြီးအမေအရွယ်လောက်ပဲတောက်တာများတာ哦အဲ့တော့သူတို့အနေနဲ့ဒီလူငယ်တွေမှာတောက်လို့ဖတ်တန်းကြိုက်ဟိုဒီလူငယ်တွေအနေနဲ့ကြတော့ကွာသူတို့စရိတ်တောက်သူတို့မျက်စိတွေမှာရိုင်းနေလို့သူတို့ကထင်ကြဒါပေမဲ့အမားတို့ဟိုဘယ်လိုလဲအမားတို့တော်သူတို့အတွက်မရိုင်းတာတခုရှိတယ်ငယ်ရွယ်နဲ့အိမ်အောင်ကြတာမရိုင်းအေးမရိုင်းကိုစားလည်းမရိုင်းကွန်းစားလည်းမရဘူးနော်သူတို့ပြောတယ်ဟိုကွန်းစားမလားလို့မေးတယ်ကွာတိလားဒါပေမဲ့ဆက်လိုက်တောက်မလားတော့ဘူးမှမမေးကြဘူးဒါပေမဲ့ဟိုအမားတို့ကကြတော့နေရာဒေသကိုကြည့်ပြီးတော့ဆင်ကျင်ရတယ်လေကွာတိလားဒါပေမဲ့အခုခေတ်အခုခေတ်တော့မဟုတ်ဘူးနော်ဒီတရားကိုရောက်လာတဲ့လူငယ်တော်တော်များ16 19ပတ်ဝန်းကျင်လေးတွေကကြတော့ချိန်လည်းမလဲတော့နော်အေးပြောလို့ဟုတ်တယ်ဟိုလူငယ်တော်တော်များကြတော့နေရာဒေသကိုသူတို့မခွဲနိုင်ဘူးသိမလားသူတို့လက်ထဲမှာ secret ညှက်ထားလို့ရှိရင်ဟိုအထာကြရလို့ထင်တယ်ကွာလူကြားထဲမှာကခေါ်တယ်လို့ထင်တယ်ဒါပေမဲ့အဲ့နီးလန်းနေမှားယွင်းနေတယ်ကွာသိလားဟိုနေရာဒေသပေါ့လူကြီးတွေနဲ့တွေ့လို့ရှိရင်လူကြီးတွေအများကြီးရှိနေဒီအချိန်မှာငါစရိတ်တောက်လိုက်အဆင်ပြေမှာကိုပြန်စဉ်းစားရမယ်အဆင်မပြေ
အရန်တောက်ချင်နေရမလားလူမရှိတဲ့နေရာတော့တောက်လိုက်အဲ့လိုမျိုးမဟုတ်ဘူးကွာသိလားဗျာဟာလူချိုင်းမှာလည်းဆက်လက်ကြီးနေဟိုတင်ရတော့လည်းဆက်လက်ကြီးနေဆိုဟိုလူမြင်ရိုင်းနေကွာဘာလို့ဆိုငကိုတွေကမှဟိုအမားတို့ကိုကြည်တဲ့သူရှိမကြည်တဲ့သူကြည်တဲ့လူကတော့ချစ်တဲ့လူကတော့ချစ်တဲ့မျက်စိနဲ့ကြည်မှာပဲလေဟုတ်တယ်မလားမုန်းတဲ့လူကတော့ကြည်ပါလားတော်ရဲလာပြီးပျက်စီးနေကြတာအဲ့လိုမျိုးပြောခံမှာအဲ့တော့အမားတို့ကအဲ့လိုမျိုးလည်းပြောမခံရဘူးဒါပေမဲ့ကိုကြိုက်တဲ့ဟာကိုလည်းဘယ်သူမှတော့ကွာဟိုဘယ်လိုပြောကြိုက်တဲ့လူဒါတခုကိုကြိုက်တယ်ဒါပေမဲ့မလောက်ပါနဲ့ပြန်ဘယ်သူမှရက်မှာလည်းမရက်ဘူးလေဟုတ်တယ်မကိုကြိုက်တာကိုလို့မနဲ့ကိုကြိုက်တာကိုလုပ်တယ်ဆိုပေမဲ့အမားတို့ကပတ်ဝန်းကျင်နေရာဒေသကိုကြည့်ပြီးတော့လှုပ်တင်လားမလှုပ်တင်လားပေါ့နော်ဟိုစဉ်းစားမယ်ဒါပေမဲ့အခုကျတော့မစဉ်းစားတဲ့လူတွေတွေ့တယ်ဒါပေမဲ့ငါတော့မရအောင်ငါမျက်စိတွေ့ရင်ငါဆက်ပလိုက်အခုစုပလိုက်ရလား ဆေးလိမ့်နေမလို့ဆေးလိမ့်ဆိုလို့ရှိရင်ထားပါဟိုကလေးနားမှာတောက်နေရမျိုးဆိုတဲရတယ် ဟုတ်တယ်မလှုပ်တင်ဘူးကွာသိလား ကြည့်ကြည့်ဆိုသွားကင်နေပြီးပြီးရင်ဆေးလိပြန်ကင်လိုက်ကလေးပါလေးသွားကင်မလို့ရဘူးအဲ့ဒါတွေကဆိုတော့ကိုကဆေးလိစားတောက်တော့မယ်ဆိုလို့ရှိရင်တိထားဖို့လိုတယ်မကြိုက်တဲ့သူကမှနေတော့မတောက်နေရဆေးလိတောက်တယ်ဆေးလိငွေမခံနိုင်မခံနိုင်အဲ့ရှိုက်လိုက်ပြီးတော့ရှင်ဒီမှာကြက်မခံနိုင်ဆိုတော့ပဲဆိုင်တယ်မဟုတ်ထားပါဘူးမခံနိုင်တဲ့သူကိုချင်းစားတယ်ဆေးလိနဲ့မခံနိုင်ဘာလို့လဲဆိုတော့အမားတို့ကအခုကအဲ့ respect တွေမရှိဘူးဆိုတော့ဒါပြင်ရမယ်ဆိုအခုကဘာလို့လဲဆိုတော့ဒီဘက်ဒီတော့တဲ့လက်နက်ကင်မျိုးဝင်လာတဲ့ကလေးများတယ်ဟုတ်တယ်ပြင်ကြပါဟုတ်တယ်ပြင်မှုကိုပြောချင်တာပေါ့နော်ဘာလို့လဲဆိုတော့ဟိုကိုဝင်ဆောင်နေနားမှာကိုဝင်ဆောင်နေများမှာကြည့်တော့လာပြောနာမင်းလောင်းမယ်ဟိုကြည့်ရပါလေသူတို့ကဘာမှမလို့လဲဆိုအကြည့်ရှိဘလို့ကိုဝင်ဆောင်နေနားတွေကလေးငယ်နားတွေပြီးလို့ရှိရင်တက်ကြီးရွယ်အိုတွေနားတွေအဲ့လိုမျိုးဆိုမတောက်တင်ဘူးကွာအဲ့တော့ဟိုအများစုကကွာလူများစုပြီဆိုရင်တက်ကြီးရွယ်အိုတွေလည်းဘေးနားမှာရှိမယ်ဟိုကလေးတငယ်တွေလည်းဘေးနားမှာရှိမယ်ပြီးလို့ရှိရင်ဒီကိုဝင်ဆောင်တွေလည်းပါကောင်းပါနိုင်နေတယ်ကွာဟိုတချို့ကိုဝင်ဆောင်ကြတော့ကွာဟိုလာနုသေးတဲ့လူတွေဘိုက်တာမထွက်သေးရကိုဝင်ရှိနေတယ်ဒါပေမဲ့ကိုမမြင်နိုင်တာအဲ့လိုမျိုးကြလို့ရှိရင်ဒီဘယ်လိုပြောမလဲဒီလူအများရှိမှာကွာဒါပေါ့ပင်လောက်ချင်ရုံတစ်ခုတည်းနဲ့ဟိုမတောက်ပါနဲ့ပေါ့နော်ဟိုဘာလို့ဆိုတော့အရန်တောက်ချင်နေဆိုရင်တော့မှကွာသိတာဟိုမျိုးတိတ်ထားလို့ရရကွာဒါကြီးကမတောက်ရရင်တေသွားမဲ့အရာကြီးမှမဟုတ်တာအဲ့တော့မရှိတဲ့နေရာမျိုးမှာကိုယ့်ကိုအေးဆေးဖြစ်လို့တဲ့နေရာမျိုးကြမှာတောက်ပါဘာလို့ဆိုဟိုအပြောလက်ခံရကွာယဉ်ကျေးမှုအရာလဲဘယ်လိုပြောလူကြားထဲမှာဒါကြီးတောက်တာဟိုဘယ်လိုပြောဟိုကိုရီချင်းချင်းကတော့တောက်မဖြစ်လဲရော့ပေးလိုက်လို့ရဒါပေမဲ့လူကြီးတွေအမြင်ကြတော့အဲ့လိုမတူဘူးလေပြီးတော့ဒီမှာရှိရဲ့လူကြီးတွေဆိုလို့ရှင်ပို့လို့တောင်ဆိုသေးတယ်ဟိုသူတို့ကဟိုရှေးရိုးဆွဲတွေရှိရဲ့လူတွေများတယ်လေဒီဘက်ကတိုင်းရင်းသားဒေသလည်းဖြစ်တယ်သူတို့ကဒါမျိုးတွေမရင်နေရန်ကုန်မှာဆိုရင်တော့မှဒါတစ်မျိုးပေါ့နော်အဲ့ဆွမ်းနာဟောင်းလည်းတစ်ချက်စိုးရင်မျိုးဆိုတော့ငငယ်ရွယ်နဲ့အိမ်အောင်ကြတာတော့သူတို့ခွင့်ပြုပေးတာသူတို့ကိုယ်တိုင်ပေးစားတာမျိုးတွေသိရမလားရွှေရောက်လာပြီဆိုတော့တမ်းပြီးပေးစားလိုက်တာအဲ့လိုမျိုးတွေကြတော့ကွာကိုရီအနေနဲ့ကအိမ်အောင်ပြုတယ်ဆိုတော့မလွယ်ဘူးလက်ထက်တယ်ဆိုတော့မလွယ်ဘူးအများကြီးစဉ်းစားရတာရှိတယ်ဆိုတော့ဒီမှာတော်ရရောက်တိုင်းတို့တွေညားပြီးတော့သိရမလားကလေးတွေစီးဖို့ကြမလို့ဒီတော့ကအုံနောက်အဲ့လိုအုံနောက်လေးတွေလည်းသိရမလားဟိုကိုချင်းမစားနိုင်ဘူးကွာဘာလို့ဆိုတော့အဲ့လိုမျိုးအုံနောက်နဲ့မရှိကိုရီမှာမရှိဘူးကွာအဲ့လိုတွေးနိုင်တော့တဲ့အထိသူတို့လိုမျိုးနှိမ့်တဲ့အထိမရှိဘူးဆိုကိုချင်းစားပြီးလို့မရဘူးကွာအဲ့လိုလူတွေတော့ကြတော့ဘယ်လိုပြောမလဲဟိုဒီထဲမှာအဲ့ဒါအရန်ထိမ့်သိမ့်ပြီးနေတယ်ဟုတ်တယ်ဘာလို့လဲဆိုတော့တော်ထဲမှာကွာဟိုကျန်တဲ့ဟာမကြည့်နဲ့ကွာဒီလားကိုရဲ့အိမ်အောင်ဘက်ပေါ့နော်ကိုယောက်ျားနဲ့ပဲဒီခလေးရဟုတ်တယ်ကိုယောက်ျားရှိလို့ခလေးရလက်ခံတယ်ပေါ့နော်ဒါပေမဲ့နောက်ဆက်တွဲအချက်တွေအများကြီးစဉ်းစားကြတယ်အများကြီးရှိဒီကလေးကဘိုက်ထဲကနေထွက်လာမှာဒီအတိုင်းလေးပဲရှိမှာမဟုတ်ဘူးကြီးလာမှာအဲ့တော့သူတို့ရဲ့ကျမ်းမာရေးပညာရေးအကုန်လုံးကွာအစားအရာရာကွာကိုရီးယားစဉ်းစားရတော့မယ်အချိန်လေးအဲ့လိုအချိန်မျိုးမှာတော့ဟိုဘယ်လိုပြောမလဲမယူစေချင်ဘူးကွာသိလားဒါပေမဲ့ဟိုမဖြစ်မနေကွာဟိုဘယ်လိုပြောမလဲလုံးဝမလွှဲတာမချတာရောက်သွားတဲ့လူတွေကြောက်ရလေမဖြတ်ချစေချင်ဘာဖြစ်လို့လဲဆိုတော့ဖြတ်ချတဲ့နောက်ဆက်တွဲမှာဆိုးကျိုးတွေအများကြီးရှိတယ်ကိုသူများတက်ကိုတိုင်ကိုတက်လဲအမမခံနိုင်ဘူးဟုတ်တယ်မလားအဲ့တော့ဟိုဘယ်လိုပြောမလဲနောက်ဆက်တွဲပြဿနာတွေအခုဟိုပြောတယ်လို့ပေါ့ဒီ living together နေရဆိုမဆန်ဘူးဒါပေမဲ့ကျမ်းမာရေးဘူးတူတာတွေဟို Facebook သုံးနေရကွာသီလား Messenger သုံးနေရတဲ့ဆိုလို့ရှိရင် Facebook မှာရိုက်ရှာလို့ရကိုခဲမှာရိုက်ရှာလို့ရနေအခုအမားတို့ဆိုလို့ရှိရင်အရင်တော့ဆိုစာအုပ်တွေဝယ်ဖတ်ရတယ်အခုဆိုစာအုပ်ဝယ်ဖတ်ကြမှာဖုန်းတစ်လုံးရှိရင်အဆင်ပြေပြီ internet ရှိရင်လည်းအဆင်ပြေပြီအဲ့တော့အဲ့ဒါတွေကိုရှာဖတ်ဖို့လည်းတိုက်တွန်းချင်တာနေလားဘာမှအရင်များဖတ်များ TikTok ကြည့်လိုက် TikTok ဆော့လိုက်သိရမလားဟိုအရင်များဖတ်များလုံနေမဲ့အတူတူပေါ့နော်ဒီအခုဘယ်လိုပြောမလဲအမားတို့ဒီ site education နဲ့ပတ်သက်တဲ့ဟာတွေအဲ့ဒါတွေအကုန်လုံးက Facebook မှာရှာဖတ်လို့ရတယ်သိရမလားကိုပြီးတော့ဟိုကုန်းစားနေတာလေးသိတာအခုထားပါတချို့ဆိုရှင်ဒီတော်ရရောက်မှာ uniform ချင်းကြိုက်ကြတယ်လေဖူးစာတော်လန်ဖူးစာမလုံးနဲ့အဲ့လိုသိတာလို့ရမ်းငယ်သေးမလုံးကြပါနဲ့တော်လန်ဖူးစာတွေပါကျွန်တော်တို့ပြောနေတယ်လို့ပဲအဲ့လိုပြောတာမဟုတ်ဘူးဒါကချက်တော့ကိုအသက်ရွယ်နေကိုနဲ့အယုံလို့ကြောက်အဆင်ပြေကွာဟိုရပြီလေညီမလေးဟိုအဆင်ပြေဆိုရပါပြီအသက်ရွယ်ကြီးမထိတ်ပါနဲ့ညီမလေးပေါ့ပင်အဓိကပြောချင်ပေါ့ပင်တော်ရပေါ်ပင်လို့ကိုမလာနဲ့အော်ကလင်းမထိန်ညင်ကိုသိရမှာအော်မတော်လန်နဲ့အလုံးလုံးကိုလက်နက်ကင်မို့လာတဲ့အချိန်မှာဒီကလေးတွေကိုလိုက်ကြည့်ပြီးတော့ကလင်းမထိန်ညင်ကိုဘယ်လိုရအောင်လဲကာကွယ်နိုင်တယ်ထိန်းသိမ်းနိုင်တယ်ကိုဆုံးဖြတ်ချက်ကိုခိုင်တယ်ဆိုတော့မှတော်ရဲလာတယ်တချို့အခု post တွေလူခေါ်တဲ့ post တွေတင်တော့မှပဲကွာသိရမှာဟိုလက်နက်ကင်ဓာတ်ပုံရိုက်ချင်ုံနဲ့တော်ရဲမလားအဲ့လောက်ထိဖွင့်ပြောနေရပြီတော်ရဲရတယ်နေပြီထိကြိုက်တယ် image ကိုထိကြိုက်တယ်သိတာဆိုတော့မလာနဲ့လို့ပြောတာဘာလို့လဲဆိုတော့
တော်ရဲလူတွေကိုချင်းစားပြီ ဟိုဘယ်လိုပြောမလဲကွာဟိုတကယ်လုံနေရတဲ့လူတွေတော်ထဲမှာ ကိုချင်းစားပြီပါ ကိုချင်းစာပြပါလို့ပြောဘာလို့သူတို့ကဘာရဲမဟုတ်ဘူးလာလိုက်တယ်လာပြီးတော့ပြဿနာတွေဖြစ်တက်ဖြစ်ပြီးတော့မှဒီရက်ထွက်သွားတယ်ဒါပေမဲ့နာမည်ပြက်ခဲ့တာဘယ်သူတွေလဲဒီမှာရှိခဲ့တဲ့လူတွေပဲနာမည်ပြက်တာကြံခဲ့တဲ့သူတွေကဟိုဘယ်လိုပြောမလဲကွာဟိုစုပ်လဲစူးစားလဲယူရှေ့ဆက်တိုးလို့လဲဟို तू ကတော့ထွက်သွားပြီ तू ကိစ္စတော့ပြီးသွားဒါပေမဲ့ तू ကဟိုဘယ်လိုပြောမလဲဟိုအာချောင်းတဲ့သူဆိုရင်တေးပြီးအပြင်မှာဟာ तू ဖြစ်ခဲ့ရဲဆိုမပြောသေးမလားဟိုတည်းကဟာတွေကလေဘလို့တွေအာတေးပြီးအမှာဒီကဟိုကြံခဲ့တဲ့လူတွေကဘာမှလည်းမလုပ်ရဘူးဒါပေမဲ့အပြောဆိုတာခံရတယ်အဲ့တော့ဟိုပေါ်ပင်လုပ်ချင်ရုံတခုက uniform လေးဝတ်ပြီးဓာတ်ပုံရိုက်ချင်ရုံနဲ့တော့မလာပါနဲ့ဟိုဘာလို့လဲဆိုတော့ဒီမှာတကယ်လုပ်နေတဲ့လူတွေအတွက်ကကြတော့အဆင်မပြေဘူးလေနော်ဟိုပြီးရင် အသေးရလို့ ဟိုပြီးလို့ရှိရင်ကွာဟိုဘယ်လိုပြောမလဲအခု ပါတယ်ယူနီဖောင်းနဲ့ ဟိုဘယ်လိုပြောမလဲဟို PD ရဲ့ဟိုဒီထဲရောက်တယ်ကွာတရားနဲ့မချစ်ကြိုက်နဲ့လို့တားလို့မရအောင်ဒါကတော့လူတဘာဝပဲ ပြီးတော့လေအရန်ချစ်ဖို့ကောင်းတယ်အမကြီးလက်ခံတယ်တော်ရဲလူအရန်ချစ်ဖို့ကောင်းတယ်လက်ခံတယ်ဒါပေမဲ့မလောကြပါမလောနဲ့ဖြည်းဖြည်းသွားမယ်ဖြည်းဖြည်းသွားမယ်သူကအလုပ်ရှေ့လာတဲ့အလုပ်ရည်ရွယ်ချက်ကစကားဆောက်တော်လန်ဖို့ကိုနိုင်တဲ့အပိုင်းကနေသိရမလားကိုကတော်လန်ဖို့လာတာအဲ့ဒီအချိန်မှာသူတို့အတွက်အချိန်ဖဲ့ပေးနေရတာမျိုးဆိုအဆင်မပြေဘူး ဟုတ်တယ် အခုချိန်မှာဒီဝိုင်းထဲမှာဆိုရီးစားမရှိတဲ့သူဆိုတာမရှိဘူးတိုးတော့တိုးတော့အဲ့ရီးစားနဲ့သိရမလားလူလေအဲ့ရီးစားနဲ့ကိုနဲ့ကဒီလိုမျိုးအချိန်ပြည့်ချစ်ကြိုက်ပြီးတော့မျိုးတွေမှာလို့ချင်းတွေရုပ်ရှင်ရုံလေးသွားတယ်မုံလေးစားအဲ့လိုနေရနေဘဝတွေမဟုတ်ဘူး ဟုတ်တယ် သူလည်းသူ့ဌာနမှာသူအလုပ်လုပ်ကိုလည်းကိုဌာနမှာကိုအလုပ်လုပ်ကိုကြုံလို့ရှိရင်တော့တွေ့ရတာဟာမျိုးတင်မလားမုံဆိုင်မှာထိုင်ရတာဒီမှာဟိုလိုရုပ်ရှင်ရုံလည်းမရှိဘူးဘာမှမရှိဘူးအဲ့လိုမျိုးလေးတွေ့ကြရတာပဲရှိတာကွာ ဟုတ်တယ် ဆိုတော့အဲ့လိုလူတွေကနေပြီးတော့မှစောနာလိုလွန်လွန်ကျူးကျူးဖြစ်တဲ့သူတွေကြောင့်လည်းပြောခံရ ဟုတ်တယ်ဟိုပြီးတော့ ပြန်ပြောလို့မရ တခုကကြတော့ဟိုဘယ်လိုလဲဆိုတော့ခြေရတိုင်းတာသိလားအခြေရတိုင်းနဲ့အလောက်ကတော်တော်ဆိုးတာဟိုဘာဖြစ်လို့လဲဆိုတော့ ပြောပြီး အပြစ်ပြောရတော့မဟုတ်ကွာသိလားဟိုခြေရတော့နေရကလိုက်မတိုင်းနဲ့ကွာသိရမလားဟိုသူတို့တောင်ကြီးစားထားသေးတာပဲသူတို့တောင်ယူကြသေးတာပဲဟုတ်တယ်ကြီးစားမထောင်းမဟုတ်မယူမဟုတ်ယူကြတယ်ဒါပေမဲ့ကိုရီကကိုယ့်ရဲ့ department ဆိုင်ရာသူလည်းသူ့ရဲ့ department ကိုလည်းကိုယ့် department နဲ့ကိုယ့်အကိုအလုပ်တော်လိုင်းရေးအတွက်ကိုရှေ့ရှုပြီးလုပ်နေကြတာဟိုဘယ်လိုပြောမလဲဟမ်နေရောက်သူနဲ့ပဲနေချင်တာတော့သိရမလားသူနဲ့မခွဲနိုင်ဘူးလို့ဒီလောက်မှနေချင်တာတော့ဟိုတခါနဲ့ထားပါတော့အာရုံနေလာနောက်လာသိလားပြီးလို့ရှိရင်သူကခြေရတိုင်းနေတယ်ဟိုအမားတို့ကြတော့မယူခဲ့လို့လားတို့အမားတို့ကြတော့မလုပ်လို့လားတို့ပြီးတော့ဟိုဘယ်လိုလဲဟိုလမ်းမှာကွာဟိုဘယ်လိုပြောမလဲခဏတစ်ဖြုတ်ပေါ့နော်ဟိုသူအားရဲ့ချိန်လာလေတာတို့တွေ့လက်ကလေးကင်ထားတယ်မှာပတ်ဝန်းကျင်ကိုကြည့်ကြောက်ရသေးဘာဖြစ်လို့အော်ကိုရီချစ်နေရမြင်ဟောသူတို့ကြတော့လောက်တယ်ဆိုတော့ထွက်တယ်ကွာအတန်မျိုးပါသိရမလားအော်အချင်းချင်းတော့မဟုတ်ပါတနေ့တူအဲ့လိုမျိုး ညောင်ဆောင်နေလမ်းမှာတွေ့ ခလေးလေးရှိဟိုဘနဲ့နဲ့တူဘာလို့အတူယူမှာစိုးလို့ကွာသိလားအခုကကျအတူယူတဲ့ဟာကျတော့မဟုတ်တဲ့ဟာဆိုလို့ရှိရင်သိစရာမလိုအရန်တက်တာကြည့်ရင်လည်းတက်တာဟုတ်တဲ့ဟာဆိုရင်သေတော့ထိုင်ပြီးအမြောက်ထောက်ပြီးပုတ်ကလေးလဲသေးကမတက်ဘူး အပြစ်ပြောမှာမဟုတ်တာ အပြစ်ပြောရမဟုတ်ကွာသိလား ပြင်လို့ ဟိုပြင်စေချင်တာကွာသိလားခလေး မ တွေ မတို့ကသင်ပေးတာ မမတွေကတင်မေးတာမမတို့က ချောင်းပတ်စဲအဖွဲလိုက်ကြီး ရိုင်းကိုဆိုဖြစ်နေတယ် ဟုတ်တယ်ညီမလေးတို့ခေါ်တယ်မောင်လေးတို့လည်းခေါ်တယ်ခေါ်ပြီးသားမိုက်တယ်သိရခေါ်ပြီးသားဖောင်းတယ်လည်းခေါ်ပြီးသားတိုက်ခိုက်ရေးထဲမှာတိုက်ခိုက်ရေးမှာလှုပ်ချင်တယ်ဆိုပြီးတောရဲလာတယ်ခေါ်တယ်မဖြားနဲ့ ကြိုက်တယ် လက်နဲ့ကြီးတန်ကြားပြီးမဖြားနဲ့မကြီးကလာဆူမှာစခန်းကြီးလာဆူမှာဟာလား ဟိုဘယ်လိုမှမထားတော့ကွာဟိုအပြစ်ပြောတာမဟုတ်ဘူးကွာသိလားဟိုကလေးတွေကိုပြင်စေချင်တာဘာလို့ဆိုဟိုစစ်ကြောင်းတိုင်းမှာအသက်မပြည့်တဲ့ကလေးတွေအများကြီးရှိဒါပေမဲ့အမားတို့ကအသက်မပြည့်တဲ့လူစစ်ထဲသွင်းထားအသက်မပြည့်တဲ့လူမှာစစ်မှုထမ်းခိုင်းရလားဆိုတဲ့ဟာမျိုးတော့ဟိုရှိလိမ့်မယ်ကွာသိတယ်မလားဒါတော့ဟိုဗလိန်ညင်တဲ့လူတွေအတွက်ပေါ့နော်အသက်မပြည့်တဲ့နင်တို့ကဘာလို့လက်ခံလဲဆိုတာရှိဒါပေမဲ့လက်မခံလို့ရောကိုယ်တွေလက်မခံလို့သွားနင်းကိုလက်မခံဘူးလို့ပြန်လှုပ်လိုက်လို့သူ့ရဲ့လမ်းမှာသူ့ရဲ့လုံခြုံရေးကအသက်အန္တရာယ်ရောဘသူတာဝန်ယူမှာလဲအဲ့ဟာတွေအတွက်အမားတို့ကလက်ခံထားတယ် လည်းမြင်တယ် အေးဟိုဘယ်လိုပြောကိုရီးယားကွာအဲ့လိုအကြောင်းပြချက်တွေနဲ့ဘယ်လိုပြောအော်ငါညမလေးဆိုရင်ငါမောင်လေးဆိုရင်ဘယ်လိုလုပ်လဲဆိုတဲ့အတွေးနဲ့ကိုရီးယားလက်ခံထားတာပဲရှိရဟိုဘယ်သူမှတော့ဟဲ့နင်လာရမယ်စစ်ထဲကိုနင်ဝင်ရမယ်ဒါပြီးတဲ့ထုတ်လာခဲ့ဆိုဘယ်သူမှလည်းမခေါ်တယ်လို့ဘယ်သူမှလည်းအဲ့လိုအချင်းချောက်ပြီးတော့ဝင်တဲ့လူမရှိဘူးကိုယ်သဘောကိုယ်ဆန္ဒနဲ့တောထဲကိုထွက်လာခဲ့ကြတဲ့လူတွေပဲ နေကြီးကောင်းစင်စဉ်းစားနေတာဒီတိုင်းဆိုလို့ရှိရင်ကွာနေတို့ဒီ podcast ရဲ့အကောင်းစင်ကိုမမကြီးများမှာဆုံးမ Who Let the Girls ဆောင်မမကြီးများမှာဆုံးမကန်ဆုံးမကန်ဒီကလည်းကောင်းစီပါစဉ်းစားပြတယ် နော်အဲ့လိုမျိုးလုပ်လို့မရဘူး any fan အဖွဲရှင်အဲ့ဒါနင်းဆောက်စင်ကဘာဆောက်စင်မို့လို့လဲ နေ
တော့ကြုံရမှာကွာတိလားအခုဒီဗီဒီယိုတင်ကြည့်အောက်မှာဗလိမ့်မဲ့ခွဲတက်ကိုရှိပြီလားဒါပေမဲ့ဗလိမ့် ခါမှာ blink ခံမယ် ဗလိမ့်နဲ့ခံတယ်နော်ဟိုပြန်တဲ့တုံးမြင်မှာတော့မဟုတ်ဘူးဒါပေမဲ့အတိကတော့ဟို ဟုတ်တယ် အခုအမားတို့အကုန်လုံးပြောနေရဆိုတာကလည်းလူငယ်တွေမဖြစ်တဲ့နိုင်မဖြစ်အောင်နောက်ဆက်တွဲဖြစ်လို့ရှိရင်ကွာအမားတို့ဟိုဘယ်လိုလဲစကားရဲရဲတစ်ခုပြောမယ်နော်နင်းလုံးလို့နေဖြစ်တာကိုဖြစ်ကိုခံဆိုတဲ့စကားတစ်ခုကလွယ်လွယ်လေးဒါပေမဲ့တကယ်ဖြစ်လာတော့ကြာလို့ရှိရင်အမားတို့လည်းမနေနိုင်ဘူး။အော် तू ဒါခံစားနေရတာပါလား။ तू ဒီလိုဖြစ်ရင်အော်ငါတို့ဆိုရင်ဘယ်လိုနေမလဲဆိုတော့ကိုချင်းစာစိတ်ရှိတယ်။အဲ့တော့ကြောင့်မလို့မဖြစ်အောင်လို့အမားတို့ကြိုးပြီးပြနော်ဒါဗလိမ့်တာလည်းမဟုတ်ပါဘူး ရှေ့မှာရောက်လာတယ်လည်းမဟုတ်ပါဘူးအဲ့ဒီအကြောင်းတွေတော်များပွင့်လင်းပြောပြကြတယ်ဆိုတော့ဒီ main ကလေးယောက်ျားလေးကိစ္စတွေမှာတူတူနေလိုက်ပြီဆိုရင်နောက်ဆက်တွဲဖြစ်လာတဲ့ဟာတွေတည်ကိုတေချာတောင်းဝယူနိုင်မှနေဟုတ်တယ်အဲ့လိုမျိုးတွေပြောဖြစ်တာရှိတယ်ဒီအခုနောက်ပိုင်းကျတော့တိုက်ပွဲတွေကြောင့်ပဲဖြစ်တည်ဖွဲ့စည်းတွေတည်ရမလားအလုံးရှုံနေတဲ့ကာလကြီးကွာအဲ့လိုအချိန်ဖြစ်တဲ့တော့ဘလို့မှဒီပညာပေးဘက်ကိုသွားဖို့ကတော်တော်လေးကိုအချိန်မပေးနိုင်တဲ့ဟာတွေရှိတယ်အဲ့ချိန်တွေမှာကိုယ့်ကိုစင်ញင်ကြဖို့လိုပဲ အေးပေါ့ဟိုပြီးတော့ကွာဟိုယောက်ျားလေးမိန်းကလေးပေါ့နော်ဟိုယောက်ျားလေးကလည်းအသက်ကြီးရရှိသူမိန်းကလေးကလည်းအသက်ကြီးရရှိမယ်မိန်းကလေးအသက်ငယ်မယ်ယောက်ျားလေးအသက်ကြီးဒါပေမဲ့ဟိုဘယ်လိုပြောမလဲယောက်ျားလေးကလည်းကိုယ့်ရဲ့ဆန္ဒတစ်ခုတည်းနဲ့ဟိုတစ်ဖက်မိန်းကလေးကိုဟိုဘယ်လိုပြောမလဲငါဖြစ်တာမဟုတ်သူဖြစ်တာပဲအဲ့လိုမျိုးစိတ်တွေမထားတဲ့လို့ထင်တယ်ကွာသိလားဘလို့ပဲဖြစ်ပေါ့ကွာ ဟုတ်ထားဘူး ပစ္စလက်ခတ်ကွာဟိုစိတ်ထဲမှာတွေးရုံမျိုးနဲ့အဲ့လိုမထားတဲ့လို့ထင်တယ်ဘာလို့လဲဆိုတော့ဟိုသူ့နေရာမှာငါညမလေးတာဆိုရင်ငါအမလေးတာဆိုတဲ့အတွေးလေးတစ်ခုပေါ့နော်အဲ့ဒါလေးတော့ဝင်စေခြင်းတယ်ယောက်ျားလေးတိုင်းဟိုကိုရဲ့စိတ်အာသာပြေမှုတစ်ခုကိုရဲ့ဆန္ဒအရာကိုစိတ်ဆန္ဒအရာကိုလှုပ်ချင်တိုင်းလှုပ်ပြီးပြီဆိုပေမဲ့တခြားဘက် main ကလေးကိုလည်းပြန်ပြီးတော့ကြည့်ပေးတဲ့လို့ထင်တယ် ဟိုဒီတော်လိုင်းရဲ့လူငယ်တွေချင်းမဟုတ်ဒီပြန်လူတွေနဲ့လည်းဆိုင်နေသေးတယ်ပြန်လူတွေဆိုသိတယ်မလား BF နဲ့ဒီရွာသားနဲ့ကြိုက်မယ်ရွာသူနဲ့ကြိုက်မယ်အဲ့ကြိုက်ရင်လည်းကြည့်သူကွာဟိုကောင်မတွေကကောင်မတွေကလည်းကိုချင်းစာကြည့်ခြင်းလည်းသိတယ် ဟုတ်တယ် ဆိုတော့ဘယ်လိုပဲဖြစ်ဒီလိုမျိုးတော်လိုင်းလုံနေတဲ့လူငယ်တွေရှယ်ဖို့တွေတွေကနေပြီးဖက်စစ်လက်သိကောင်တွေမထွက်စားသိတယ်နော် အကုန်လုံးတော့မစိုးလို့ကွာသိလားဘာလို့ဆိုတော့အကုန်လုံးဆိုတာမဟုတ်ဘူးဟိုဘယ်လိုပြောမလဲယောက်ျားတွေမှာကွာသိရမလားဟိုဘယ်လိုပြောမလဲကောင်းတဲ့ယောက်ျားသိရမလားကိုချင်းစားတတ်တဲ့ယောက်ျားရှိတယ်ဒါပေမဲ့ကိုချင်းမစားတတ်တဲ့လူတွေလည်းရှိလို့ပြောပြနေရတာဒါ ဆောင်းတော့လည်းဟိုအဖေစစ်တက်နေရသေးတယ်မလားအဖေစစ်တက်တယ်အခုကအမေစစ်တက်ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီပုံစံတိုင်းပဲလာတော့မှလာပြီးလို့ရှိရင်အခုတော့မှပဲကွာလက်နက်ကင်တွေကစိုးတဲ့အကြောင်းတွေထွက်လာနေရလေဟုတ်တယ်လေဆောင်းတော့လို့အခုမှတကောင်ကြောင့်တရီလုံးပုတ်တာမျိုးပဲဖြစ်သွားနိုင်တယ်ဆိုတော့ကိုကတေချာသတင်းတွေလိုက်လေ့လာသိရမလားဘယ်အကြောင်းအရာနဲ့ပဲဖြစ်တေချာလိုက်စင်ချင်းအချက်လက်တွေသုံးသပ်ပြီးတော့မှကိုတခုလုံးအဲ့လိုမျိုးစဉ်းစားစီချင်တာဟိုကွာယောက်ျားလေးပဲဖြစ် main ကလေးပဲဖြစ်ရဲဘော်ပဲဖြစ်စေပြည်သူပဲဖြစ်စေရဲမေနဲ့ပြည်သူနဲ့ကြိုက်တယ်ပဲဖြစ်စေကွာစင်ချင်းရမယ်ဟာစင်ကိုစင်ချင်းရမယ်ဟာသိလားအဲ့ဒါဒီနေရာမှာမှုလို့တော့ဘယ်နေရာမှာမှုလို့တော့မရှိနေဘူးစင်ချင်း ယောက်ျားလေးရောယောက်ျားလေးနဲ့ main ကလေးမဆိုင်ဘူးဟိုဘယ်လိုပြောမလဲဟို main ကလေးတွေကကွာဘယ်ဘက်ကကြည့်နားဘက်ကြီးပဲကွာသိလားဒါပေမဲ့ယောက်ျားလေးရတယ်ကိုမနာရတိုင်းဟိုပစ္စလက်ခတ်တော့မလုပ်တဲ့သိရမလားဟိုကိုဘက်ကအသိရှိလို့ရှိရင်လည်းဘယ်လိုလေးတော့နေထိုင်ဘယ်လိုလေးဘာလေးလုပ်အဲ့လိုမျိုးကပြောပြစေချင်တယ်ပြီးတော့လည်းနှမချင်းကိုချင်းစားစေချင်တယ်ဟိုဘယ်လိုပြောမလဲဟိုပြီးရောကွာသိရမလားဒီတယောက်နဲ့ပြနောက်တယောက်အေးဆေးပဲဆိုတော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးကွာသိလားပြီးတော့ဒီတားဆေးမှာဆိုလို့ရှိရင်ကွာအခု emergency တစ်လုံးတားဆေးပေါ့နော် emergency တောက်တဲ့တားဆေးမှာဆိုလို့ရှိရင် main ကလေးတွေအတွက်ဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်။ तू ကအချိန်မောင်းများစွာတောက်လို့ရှိရင်နောက်ပိုင်းကျလို့ရှိရင်တအိမ်ထိခိုက်နိုင်တယ်ပြီးလို့ရှိရင်ကလေးတကယ်ကွာကိုအိမ်အောင်ကြပြီဟဲ့ကလေးယူပြီဟဲ့ဆိုလို့ရှိရင်အဲ့ရဲ့နောက်ဆက်တဲ့ဆိုးကျိုးတွေအရန်ယူများတယ်။တားဆေးတွေမှာကွာဘယ်တားဆေးမှကောင်းတာမဟုတ်ဘူးသိလား ဟိုကလည်းချစ်တော့မှာတော့ငါဒီကောင်နဲ့တော့ဒီလားတခုရှိတယ်ကွာတရားရှိတယ်ပြောတော့ကွာဒီအရသာခံပြီးပြောနေကြမလို့ဒီတားစိကတခုတွေ့တယ်ဒီတားစိကဒါအိမ်အောင်တွေသုံးတာငါတို့ကကောင်းမလေးနဲ့အိမ်မဆိုရင်ဟိုစေးတခုရှိရမှာ easy to လာပါအဲ့ရုပ်ဆိုင်တိုက်လိုက်ရုံ easy to easy to အဲ့တိုက်လိုက်ရုံပဲလေသိရမလား မပြေဝတဲ့ကောင်တွေကွာမပြေဝတာနေယူ main ကလေးဘက်ကနေလည်းမပြေဝတဲ့ဟာတွေတွေ့ဘူးလေတော်ယောက်ျားလေးဘက်ကမပြေဝဘူးဆိုယောက်ျားလေးဘက်တော်တော်ကြီးပြေဝဖို့လိုရတယ်မှာပါတယ်ဒီ sex နဲ့ပတ်သက်ပြီးလို့ရှိရင်ဒီလိုနေရာမှာဆိုပို့ဆိုးတယ်ပါစကလည်းလို့စပယ်ပြောတဲ့ဟာတွေ အရန်မထားတွေလေဟိုဘယ်လိုပြောမလဲဟို နှစ်ဦးတို့ယူကြည့်တို့တောင်းတာလူတွေဖြစ်နေကြတယ်ငါတို့ဖြည့်ရှင်းနေတာနဲ့နားလေတာဖြည့်ရှင်းနေ ဒါမျိုးဖြစ်လို့ပြောတာမဟုတ်ဘူးကွာသိလားရှိမရှိဘူးလည်းမပြောဘူးကွာရှိတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ငါတို့တော်လိုင်းရေးထဲမှာကွာသိလားဟိုနောက်ထပ်မဖြစ်အောင်လို့ဘုသူတအနေနဲ့ပြောပြတာကွာ စားရတဲ့ပြဿနာပြချင်တော့သိတယ် ဟုတ်တယ်ဟိုဘက်ကကြည့်တဲ့သူတွေကြတော့ဟိုဘက်ဆိုတာဆန္ဒဟိုဘက်ရက်ကွက်ကလူတွေကြတော့ဘာပြောချင်လဲဆို တော့ဖြစ်နေကြတာ ဒီကိစ္စတွေပဲတို့တော်ရဲမှာဒီကိစ္စဆက်ပြလာတတ်နေကြတို့တွေကိုကြည့်လိုက်အောင်ပြောချင်ဝိုင်းအောင်မရင်းကျင်တာတော့ပါငါတို့အဲ့လိုမဖြစ်ရအောင်လို့သိလားဒီဘက်မှာလူစိတ်ရှိတဲ့လူတွေဖြစ်လာတော့အချင်းချင်းထိန်းညီပေးနေရ ပြီးတော့ကွာ အဲ့လိုမျိုးတွေသွားမှပို့အဆင်ပြေပါလေအခုဆိုဒီလိုမျိုးစကားဝိုင်းတွေလုပ်လို့ရတယ်ဒီလိုမျိုးတွေပွင့်လင်းပြောလို့ရတယ်ဆိုတဲ့ဟာမျိုးဟ
ကိုဘက်ရက်ကမှလုံးဝရှိမနေ ဟုတ်တယ် သိလားကြိတ်ကူတာ อืม ဘိုးကြီးဘိုးမမကြီးကနေပြီးတော့တည်မှာတရင်မှုနဲ့သွားအိတ်တဲ့ကိစ္စတွေအဲ့လိုမျိုးသွားအိတ်ပြီးတော့ဘိုက်ထွက်လာတော့မှဟိုမရကြီးကဖြတ်ချနိုင်တဲ့ကိစ္စတွေပြောသေးဘူးကွန်မန့်ကခံစားမိနေတယ်ခံစားမိနေတယ် ဘလို့အကွက်တွေနဲ့ဗလိန်လို့လဲဆိုတော့ကြိုသိနေတယ်အင်းမီဆန် ဒီတော့အငယ်လေးရှိရတဲ့စင်ကျင်မှုအတွက်ကိုရီးယားပြောပြပေးရုံနဲ့ကွာမလောက်သေးဘူးသို့တော့ပညာပေးဖို့ပါတစင်ချင်းစီတက်နိုင်ဖို့ ဘာလို့လဲဆိုတော့ကွာဟိုကိုယ့်ရဲ့ဒီတက်တွင်းထဲမှာကိုယ့်ရဲ့ဒီတက်ဒီစစ်ကြောင်းပေါ့နော်ဒီစစ်ကြောင်းဒီတက်ထဲမှာပဲကိုကဟိုဘယ်လိုပြန်အသိပညာပေးရုံနဲ့မကဘူးကွာတခြားစစ်ကြောင်းတွေကိုပါဟို sharing လုပ်ပေးချင်တာစေတနာပါဟိုဘယ်လိုပြန်ကိုစစ်တဲ့ကိုကြောင်းကိုစစ်ကြောင်းမှာရှိရဲ့လူမဟုတ်ဘူးကွာတိလားတခြားဘယ်စစ်ကြောင်းမှာရှိဒီတော်လိုင်းရေးလုပ်နေတဲ့အကုန်လုံးကအမတို့နဲ့ဆိုရင်မောင်နှမဒီလိုပဲကွာတိလားဟိုဘယ်လိုပြန်ဒီဘယ်လိုပြန်စိတ်ကိုကွာမိသားစုဒီတော်လိုင်းတော်လေးလာပြီဆိုတော့မိသားစုဆုံးလို့ရတယ်ကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့အရာရာကိုကွာဆုံးရှုံးခံမှလာခဲ့တဲ့လူတွေကြီးပဲအဲ့တော့ကြောင့်မလို့ဟိုမဖြစ်ရအောင်တင်မလားကိုယ့်စစ်ကြောင်းမှာစစ်ကြောင်းမဟုတ်ဘူးကွာသိလားတခြားစစ်ကြောင်းလည်းအတူတူပဲတသွေးတသားတည်းပဲအဲ့တော့ကိုယ့်စစ်ကြောင်းမှာမဖြစ်အောင်ကာကွယ်သူများတွေလည်းကာကွယ်လို့ရအောင်သူများတွေလည်းသိရအောင်လို့ share လုပ်ပေးရတဲ့ဘောပါပဲ like ဟိုဘယ်လိုပြောရမလဲ educated ဖြစ်အောင်လုပ်ရမယ့်ဟာတွေဆိုလို့ရှိရင်လုပ်သွားအောင်ပါဆက်ပြီးတော့တော်လိုင်းပြီးမှလုပ်အောင်မဟုတ်တော်လိုင်းရေးစပြီးဆိုတဲ့ဒါတွေကတဖြည်းဖြည်းစီတည်မှာတွဲပြီးလုပ်သွားအောင်ပါစနစ်ပါပြောင်းတာဖြစ်တဲ့အတွက်ပညာရေးကပါတင်သွားမယ့်ဟာတွေအသိပညာတိုးဖို့ IQ ကောင်းနဲ့ပြီးရမဟုတ် EQ ကောင်းလို့ဒီနိုင်ငံအဲ့လိုမျိုးစုပ်ပြတ်တယ်သိတယ်မလား ဟုတ်တယ်ဘယ်လောက်ပဲ IQ ကောင်းကောင်း EQ မကောင်းရင်ဘာမှလုပ်လို့မရအောင်လေသိရမလား ဒီလိုအချိန်လေးနဲ့လင့်ပြီဆိုတော့ အေးပေါ့ ကျွတ်ရတော့စုံနေ တော်တော်လေးစုံသွားပါတယ် တော့ဟိုစေးပညာပိုင်းရမယုံပြပြကိုလည်းတော်များနားလဲလိုက်တာရှိတယ်ပြီးတော့ဒီရဲဘော်တွေပြတ်တဲ့ခြေထောက်ပြက်လက်ပြက်တွေဘာလို့ဟိုဘယ်လိုကုသမယ်ဆိုတဲ့ဟာတွေရယ်ပြီးလို့ရှိရင်ဒီ sex education နဲ့ပဲဖြစ်ဖြစ်ပြီးလို့ရှိရင်အခြားရဲဘော်တွေဖြစ်တာရှိတဲ့ဟာတွေပဲဖြစ်ဖြစ်အများကြီးပြီးလို့ရှိရင်အသိပညာပေးတဲ့နေရာမှာကွာစေးမှုတွေဘယ်လောက်ရေးကြည့်ရဲတိုးတော့စေးမှုတွေရေးကြည့်ပြီမဲ့လည်းအင်အားမရှိဘူးလူအင်အားမရှိဘူးစေးထောက်ပံ့နိုင်တဲ့အင်အားမရှိဘူးအများကြီးမရှိဘူးဟိုအရေးပေါ်လောက်ပဲသွားနိုင်တဲ့အခြေအနေမျိုးအခုဆို၄နှစ်တောင်ဖြစ်နေပြီပေါ့တော်လိုင်း၄နှစ်ရှိနေပြီအဲ့ချိန်မှာတော့မပြည့်စုံမရှိသေးဘူးဒါကတစ်ဖက်နဲ့တစ်ဖက်ကွာတယ်ပေါ့သိလားအထောက်ပံ့အများကြီးရတဲ့အဖွဲ့ကရနေကြတယ်တိုးတော့စေးတွေလည်းပုံနေအောင်ရှိနေပြီမဲ့လို့မရသေးတဲ့အဖွဲ့တွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့ဒါလေးတွေမျှတာကြည့်ပေးပြီးတော့ကူနိုင်တဲ့ဖွဲ့ကူဝါစေခြင်းတယ်ပေါ့နော်အဲ့လိုပြောလို့ခွက်ခောက်ပြန်ပြီလားဆိုရင်အဲ့လိုပြောရင်လည်းလောင်းမယ်ခွက်ခောက်တယ်ဆိုပြီးလောင်းမယ်ပေါ့နော်ဒီဗီဒီယိုချစ်လို့ကြည့်နေကြတဲ့သူတွေလည်းပါမယ်ဆိုလို့ရှိရင်ဒါ sharing အနေနဲ့ပဲသွားစေခြင်းတယ်ဟိုပြီးတော့ဟိုဒါကကြတော့ဒါဟိုဘယ်လိုပြောမလဲအလှခံတဲ့ post လေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဒီကိုယ့်ဘက်မှာမရှိတဲ့ဟာမျိုးပေါ့နော်ဘာလို့လဲဆိုတော့ဟိုဒီစေဝါဆိုတာကလိုအပ်တဲ့ဟာပဲလေဘာလို့လဲဆိုတော့လူတယောက်ညီမကောင်းထိုင်မကောင်းဖြစ်စေဝါမရှိလို့ရှိရင်ငုတ်တုတ်ထိုင်ကြည့်နေရောလည်းဘယ်လောက်ပဲတော်နေပါစေစေဝါမရှိငုတ်တုတ်ကြီးထိုင်ကြည့်နေရမှာကွာလူတယောက်ကိုအားကိုရဆုံးနေရာဖြစ်နေတာလေစီပြီးတော့ဟိုဘယ်လိုပြောမလဲအခုခေတ်ကကုန်စည်နှုန်းအခြေအနေစေဝါအခြေအနေမှအရှိမပြောခဲ့သူအရန်ယူကွာဟလာတဲ့အချိန်မျိုးကြတော့ဟိုကို့မှာပတ်စံရှိရင်တော့မှဟိုချိန်မိဝယ်နေရတယ်ကွာဒီလားဘယ်ဆေးကဘလောက်ဈေးတက်သွားပြီဆိုကို့မှာသွေးတက်နေရတာဆေးဝယ်ကနေညနေတကယ်သွေးတက်ကဒီလားလက်ထဲမှာရှိရဲ့ပတ်စံကိုကင်ကြည့်ရတယ်ပြီးရင်ဆေးရဈေးကိုကြည့်ရတယ်ဘယ်လိုဝယ်ရမလဲပေါ့နော်သိရမလားဟိုတကယ်နဲ့ကဲဝယ်လို့လည်းမရဘူးလေတကယ်နဲ့တယောက်စားတာမရှိဘူးတကယ်ဖြစ်ပြီဆိုလို့ရှိရင်ဒီ antibiotic ဆိုလို့ရှိရင်ကွာတစ်နေ့ကို3ချိန်ပေးရတဲ့ဆေးတွေရှိတယ်3ချိန်ပေးမှဆိုတကယ်မှ10လုံးပဲပါတာ3ရက်စာပဲရမယ်9ရက်ပေးပါပြီအဲ့နှစ်ကကုန်သွားပြီကျန်တဲ့လူတွေဘာနဲ့ဆက်ကူအောင်အဲ့လိုမျိုးအခြေအနေမျိုးပေါ့နော်လူနာ uniform တွေလောက်ပေါအောင်အမသွားရောက်လိုက်ရောဟိုပေါင်တယ်ဆိုလို့လေ uniform ပဲရှိရအဲ့တော့ uniform နေတည်ရမလားရှိရဲ့အဝတ်စားလေးထုတ်ပြီးပေါင်ပြီးရောင်းပြီးဆေးဝယ်မှာပဲရမယ်ပေါ့နော်ဟိုဒါတော့အလှခံတဲ့ post မဟုတ်ပါဘူးပေါ့နော်ပြတာပေါ့နော်ဒါကိုယ်ဖြစ်ကြုံနေရတဲ့ဟာကိုပြတာပါပေါ့နော်ဟိုတချို့ကြတော့တည်ရမလားမြင်ကြီးရဲ့လူကြတော့ခွက်ခောက်ပြန်ပြီလို့တည်ရမလားဒါကတော့ဗလိန်အောင်ပါပဲလေတည်ရမလားဒါတော့ဗလိန်နဲ့တူတဲ့အတွက်ပါဟိုကပါပြန်ပြောမလဲဆိုချိုပြီးနေတယ်ပြည်သူစီကနေပြီးတော့ချိတ်ဆက်လုပ်ဖို့အဲ့လိုမျိုးဒီဘက်ကနေခွင်တောင်းနေတာမျိုးကုညီတောင်းနေတာမျိုးရှိနေတဲ့ဟာကိုသူတို့ကအဲ့ဒါမျိုးကြတော့ခွက်ခောက်တယ်လို့ပြောချင်တာတိုးတော့ဓမြတိုင်မမြင်ဘူးဟုတ်တယ်ဓမြကိုဒဲတိုင်နေမမြင်ဘူးခွန်ဘယ်လောက်နိုင်ငံခြားရောက်နေသူဘယ်လောက်စောင်းမြင်အဲစောင်းမှာတော့ဘာအေးထွေးအတွက်ဆိုပျော်နေသူကပထွေးအတွက်ဆိုအရင်ပျော်တာသူစောင်းနေပြီးလို့ရှိရင်ဒီမလားအိမ်ထိလာပြီးတော့အဲ့လိုမျိုးဆွဲတာတွေလူတာတွေသူလက်ခံဒါလုတ်တင်လို့ကနိုင်ငံတော်ကောက်ွယ်ဖို့နော်ဆိုတော့စင်ကျင်ကြပါတော့ဆိုတော့ရများနေစီးတာမလုံလောက်တာတွေရောဟုတ်တယ်ဟိုဆိုတော့ဈေးပိုင်းနဲ့ဝင်နေတယ်ဆိုလို့ရှိရင်မခေါ်ရမလားခေါ်ပါတယ်နေကြီးတော့မပါဘူးလေခေါ်
ဟောပေါ့နော်ဒီဟိုစစ်တပ်သားအင်အားဟိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆေးပိုင်းကိုတကယ်စိတ်ဝင်စားတဲ့လူတွေပေါ့နော်ဒီဟိုကိုကတော့ဟိုနည်းနည်းပဲတည်တည်ဒါပေမဲ့စိတ်ဝင်စားရှိရဲ့အသိဉာဏ်ချင်းစိတ်လေးလာချင်းစိတ်ရှိရဲ့ဆိုရင်တော့ဆေးတဲ့ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တည်ရမလားတချို့ကြတော့လေနာမည်ကိုစိတ်မှုဆိုတဲ့ကောင်ကိုမှတ်တာအဲ့လိုလူမျိုးတွေတော့လက်မခံချင်ဘူးဘာလို့လဲဆိုတော့စိတ်မှုဆိုတဲ့ကောင်ကဝါလို့လည်းမရအောင်စားလို့လည်းမရအောင်သိရမလားဒါပေမဲ့ तू ကအဲ့ဒီကောင်လိုချင်တာတကယ်လှုပ်ချင်လားလှုပ်ချင်စိတ်ရှိလားမေးကြည့်တော့လည်းမလှုပ်ချင် stethoscope ကင်နေသူဟာရဲ့ချက် တပုတ်ရချင်တာstethoscope လေးလည်းပင်ဆွဲပြီးတော့ तू က တက်ဆရာဝန်တယောက်ပါ အဲ့လိုမျိုးကဟိုရိုက်ချင်တဲ့လူမျိုးကြရင်တော့မကြိုးစုဘာလို့လဲဆိုတော့ဟိုအမားတို့ကတော့ဒီကနေအာတုံခေါ်စိတ်တင်ပေးလိုက်တယ်ဒါပေမဲ့ तू ကစိတ်ပေါင်ဝင်စားမှုလည်းမရှိဘူးလိုက်လည်းမလုပ်တင်တဲ့လူကအမြုပ်ထွက်သွားမယ်လေ तू ကလိုက်မလုပ်တဲ့အခါကျတော့ပြီးရင် तू ကဘယ်လိုပြောမလဲ तू နေခြင်းတဲ့ကာလတစ်လျှောက် तू ကသူနေခြင်းနေမယ်နေခြင်းထွက်တယ်ဟဲ့ဆိုလို့ရှိရင်အမားတို့အရှိမတင်တန်းတက်ခါတဲ့ဟာတွေပြောရလို့ရှိရင်ဘယ်လိုသူ့အတွက်ကွာဟိုအနည်းဆုံးတော့ကွာစိတ်မှုတစ်ယောက်ဖြစ်ပြီဆိုလို့ရှိရင်အမားတို့ဒီ status လေးတွေ BB cat လေးတွေကတော့ကိုယ်ပိုင်လေးကတော့ပေးရတာပဲဟုတ်တယ်မလားဘာလို့ဆိုတော့တယောက်နဲ့တယောက်ကနေရတဲ့နေရာချင်းတူတာမဟုတ်ဘူးလीအဲ့တော့ तू သွားတဲ့နေရာကိုအမားတို့ဒါလေးထည့်ပေးလိုက်ရအဲ့လိုမျိုးကြတော့အဲ့ရဲ့ကုန်ကြစိတ်တရားကိုအမားတို့တွင်းနေရနှိုက်နေရတာမဟုတ်ဘူးကွာသိလားအမားတို့လည်းဟိုချမ်းသာနေလို့လည်းမဟုတ်ရှေ့စုမဲ့စုကနေဒီလိုပဲဟိုဘယ်လိုပြောမလဲဖြစ်အောင်လုပ်ပေးရတဲ့အခါမျိုးကြတော့အဲ့လိုမျိုးလူမျိုးတွေဆိုရင်တော့မလာခဲ့ပါနဲ့ပေါ့နော်ကြာကြိုပြီးတော့တောင်းပန်တာပေါ့နော်ဟိုလာတော့လာစိတ်ထက်ကလေးတော့ပြင်ပြီးတော့လာခဲ့ပြီးပေါ့နော်ဟိုခြေပေါ်စီစိတ်တက်နေတော့မလာပါနဲ့ပေါ့ လုံးချင်တိုင်းလုံးမယ်နေတိုင်းနေမယ်ဆိုတဲ့လေးထားခဲ့ပြီပေါ့နော်ဒီနိုင်ငံကအခုအပြောင်းလဲဖြစ်သွားဖို့ဆိုကိုရန်လည်းပြောင်းလဲဖို့လိုတယ်ဆိုတော့ဟိုပြီးတော့အရေးကြီးဆုံးတစ်ချက်ကဆေးပိုင်းမှာဆိုလို့ရှိရင်ရုပ်ချောနေတာတော်လေးအားတာငါတို့ဆိုအဲ့လိုဆေးလာကုလို့ရှိရင်ပေါ့အဲ့လိုအတန်ချူချူလေးနဲ့ပြောလိုက်တဲ့ဆရာဝန်လေးတွေပဲအဲ့လိုဟိုဟာဆရာဝန်အစင်မယုံတော့ပါဘူးအစင်ဆရာဝန်ကုလေးဆိုလို့ရှိရင် လာခဲ့ပါ ဟောကျော်တော့ဘာလို့ပါဒီမယုံတော့ဆေးပိုင်းကို try မယ်ဆိုလို့ရှိရင်လည်း အစင်လေးတွေပဲ try ပေါ့နော် ဟုတ်တယ် ညီမလေးတို့ဆေးကန်းလာခဲ့ပါဦးနော်ညီမလေးတို့ဘာဖိတ်တယ်နော်ညီမလေးတို့နော်ဆေးကန်းလာခဲ့ပါ ထားရိုက်တော့ကိုယ့်ကိုပဲကုလိုက်တော့ ဟိုညီမလေးတို့လည်းဆေးကန်းဆေးတဲ့ကိုဆေးကန်းကိုလာခဲ့ကြပါဦးဟုတ်ကဲ့ညီမလေးတို့ကဟိုဘယ်လိုပြောမလဲအမဟိုပြောသလိုပေါ့နော်အမတို့ဆေးခွေထင်းခွေလည်းမကြုံဘူးထင်းခွေတချို့ကြတော့ပြောကွာထင်းခွေမကြုံရေခက်ကြုံတယ်လို့ပြောကြတယ်ဒါပေမဲ့အမတို့ဆေးကထင်းခွေလည်းကြုံတယ်ရေခက်လည်းကြုံတယ်နော်ညီမလေးတို့ဟိုသိဖို့ပါဒါတော့ဒီပြန်တောင်းမှ သိချင်နေဖို့ဟိုချင်းချောက်တယ်လို့တော့မမြင်စေချင်ဘူးပေါ့နော်ဟိုဒါသိအောင်လို့ပြထားတာပါ နှုတ်ဆက်လိုက်ကြ နှုတ်ဆက်လိုက်ကြတာပေါ့နော်အချိန်လေးတင်းနေလို့တက်တာ ဆိုတော့ဒါဟူလက်တဲ့ girl ဆောက်ကနေပြီးတော့မယုံအောင်ဖိတ်ပြီးတော့ပွားထားတာပဲဖြစ်ပါရှင်ဆုံးမတော့ဘူးတန်းလေးဆုံးမမမကြီးညမှာဆုံးမတော့ဘူးစတော့ပြောရကောင်းစတာပါဗျာဒီနည်းကိုလိုနေတာတတ်ပါကိုလိုတတ်ပါ